ခေါ်ကြအပ်သောစိတ်အမြင့်အကျေးများတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာ၏မဟာကရုဏာတော်အာယုပြုအပ်တိကျဖွဲ့ဆိုအပ်သောဝန္ဒပနာမအာတိတသာခာကိုယူစုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယမမေယံကာလံကရောတောတိဒုက္ခရာမိခေရံကတောလောကဟိတာယာနာတောနမောမာကာရုတိကတကတ္တယောနာတောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတသုံးလုံးခါသဖြင့်နာဂမြညာခြင်းရှင်တော်မြတ်တရားသည်ကမ္မဘောတိတိဂရေကဘာအရေးအတွက်သင်္ချာတော်ဖြင့်တော်လဲအဘယ်မြင်ရင်တဲ့တိုင်းတာခေါ်ပြခြင်းငါမစွမ်းနိုင်ပါသောကာလလေးအသိချေသိနေကဘာရှိကြသောကာလပတ်လုံးလောကဣဒယတတလောကဤအကျိုးစီးပွားအလုံးငါအရိဒဝေအနိဥ္စာတဲ့ခြေနဲ့အင်္ဂါမိတ္တတိမာသမီတာနှင့်တရားဇမီစမိမိဟုကျတိထဝေငါတဲ့အစုလွန်ခဲသောအမှုတို့ကိုကရောတော်ဘုရားဖြစ်ရသည့်တန်ကျုပ်ကိုအထုတော်မူရသည်ဖြစ်၍ခေရမချင်းမျက်လုံးအသက်ဆုံးရဲ့နှလုံးစေဝံကိုရောဤပြမန်းရဲ့လုံးကတောဘဝတဏ္ဍာတိကံများစွာရောက်တော်မူခဲ့ရရှာလိမ့်သည်မဟာကံမိကတတ္တဝါများယဝေသားရလို့သနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတတ္တနာတတ္တဝိညာဉ်များစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတကုန်ပေါင်းခါသည်ဖြင့်နာထပညာထိုးရှင်တော်မြတ်ဗျာအားနမောယူသည်ပြောင်းပြောမှန်လို့ရ၍ကရောလူတုရှိခိုးခြင်းသည်အတုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းစိတ်အရေးကြီးများတဲ့ဘုရားမြတ်စွာဘုရားအင်္ဂုတ္တရနိဂေမှာပတ္တတရမိဒံဒိဋ္ဌိစိတ်တံစိတ်ကလေးဟာဖြူစင်ဝင်လိုက်လေလို့တရားစားပြီးတောင်းတဲ့အသုံးပေါ့စိတ်ကမြင်ရတာမဟုတ်လို့ဖြူစင်ဝင်လိုက်နေတယ်လို့ပြောလို့ရတရားစားပြီးတောင်းတဲ့အသုံးနော်ဟုတ်ပါပါဗျလူတွေလည်းပြောကြတယ်မို့လားအတန်ဆိုတာမြင်ရတာလားကြားရတာကြားရလို့မပြောကြဘူးလားအတန်နဲ့ကြီးနေတယ်အတန်ပြာကြီးနဲ့အတန်ဝါကြီးနဲ့ဘယ်လိုလုပ်ပြီးတော့ပြားတွေအဝါတွေမြင်ရပြောရမလားဟုတ်ပါဘူးအဲဒီမှာလည်းရသော်ဗျာပပတ္တရမိတ္တံဒိဋ္ဌိဝိစိတ်တံနဲ့သဘောဝစိတ်ကလေးကဖြူစင်ပြီးတော့ဝင်လက်နေတာပပ္ပကရသာပပအယောင်အဝါတွေနဲ့ဒါကအယောင်တွေထွက်နေတယ်လို့ဒီလိုပြောတယ်ဒါဖြူစင်တဲ့စိတ်ကြဲတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာနော်မှန်ပါပါဘုရားပပတ္တရမိတ္တံဒိဋ္ဌိဝိစိတ်တံတေသဘောအာဂလုကေဟိဥပကိလေတေဟိဥပကိလေထံအခုဒီပါဠိတွေနဲ့လည်းပေါင်းရကြရတာတခြားမဟုတ်ဘူးမြတ်စွာဘုရားဟောခဲ့တာဆိုတာသက်တည်ပြဖို့အတွက်ပြောတာဟုတ်ပါပါဘုရားတရားဒီလိုဟောခဲ့တာဣဒံစိတ်တံဣစိတ်တိပပတ္တရံပြူပြူပြက်ပြက်အယောင်တလက်လက်နဲ့စင်ကြယ်၍နေပါပြီတော့ဤတင်ဆက်သူစင်ကြယ်နေတဲ့စိတ်ကလေးဟာအာဂန္တုကိအခိုက်အတန့်ပေါ်လာတဲ့အာဂန္တုကဆိုတာဧည့်သည်ဟုတ်ပါပါဘုန်းကြီးဟောတာလည်းပြောရင်အာဂန္တုကဆိုတာအာဂန္တုပေါ့မှန်ပါပါဘုန်းကြီးဧည့်သည်ကျတော့အာဂန္တုလို့ခေါ်တယ်လူဧည့်သည်ကျတော့ဧည့်သည်ပေါ့နော်မှန်ပါပါအာဂန္တုဆိုတာရောတတ်တာပေါ့ဒီလိုဆိုတာဧည့်သည်ဆိုတာလာလာနေတဲ့သူဧည့်သည်ခေါ်တာပေါ့မှန်ပါပါအာဂန္တုကိဧည့်သည်ဖြစ်ကုန်သောဥပကိလေထေဟိအမြင်ကြီးတို့သည်ဥပကိလေထံမြင်တော်စေအပ်နေတော့ဤဒီလိုဆိုလေးကဖြူစင်ဝင်လက်နေတာတဲ့
ခိတ္တခဏရောက်တော့ကြတဲ့အဲ့ဒီတွေကြောင့်ညင်နွမ်းစရာတွေကြောင့်ညင်နွမ်းသွားတယ်လို့ဒီလိုပြောတာမှန်ပါပါအဲ့လိုစိတ်ကလေးကတော့ညင်နွမ်းနေတာမဟုတ်ဘူးအခက်အခဲစိတ်ရဲ့အငြိအကျေးတွေဝင်လာတဲ့အခါကျတော့စိတ်ကလေးကညင်နွမ်းရဒါကစိတ်နဲ့အငြိအကျေးကိုခွဲထုတ်လို့ရအောင်ခွဲထုတ်လို့ရနိုင်တယ်ဆိုတာကိုမြတ်စွာဘုရားလမ်းညွှန်ပြတာနော်မှန်ပါပါဗျာကျင့်ရဖြူစင်းနေတဲ့အဝတ်ကလေးတစ်ခုညင်နွမ်းလာတယ်ဆိုတော့အဝတ်ကတခြားညင်နွမ်းနေတဲ့အငြိအကျေးတွေကတခြားဒီလိုမဟုတ်လားမှန်ပါပါဗျာအဲ့ဒီအငြိအကျေးတွေကိုလျှော်ပြလိုက်တဲ့အခါအဝတ်ကပျောက်သွားသလားတော့မဟုတ်အငြိအကျေးလေးတွေပျောက်သွားတယ်အဲ့ဒါမျိုးလိုပဲစိတ်ကလေးတော့ကြောက်မသွားဘူးနော်မှန်ပါပါစိတ်ကလေးထဲမှာပေါ်လာတဲ့အငြိအကျေးတွေကိုရှောင်ပြရမှန်ပါပါဒါပြင်စိတ်ရဲ့အငြိအကျေးဆိုတာဘာလဲအဘိဓမ္မာကျမ်းမှာမြတ်စွာဘုရားကစိတ်ရဲ့အငြိအကျေးအနေနဲ့အကုသိုလ်စေတသိက်14မျိုးတဲ့ဟောတာမှန်ပါပါကိလေသာနဲ့ကျမ်းမှာဆိုတော့10မျိုးပဲရှိတယ်ဒီက4မျိုးပို့ရပေါ့အဲ့ဒီ14မျိုးကကိလေသာလို့နာမည်ပေးလိုက်တာကြတော့10မျိုးပေါ့ကိလေသာလို့နာမည်မပေးပေမဲ့လို့အကုသိုလ်စိတ်ဆိုတာစိတ်ကိုညှဉ်းပန်းစေတဲ့အရာလေးကြီးပဲစိတ်ရဲ့အညစ်အကြေးတွေကြီးပဲနော်မှန်ပါပါအဲ့ဒီစိတ်ရဲ့အညစ်အကြေးတွေကြောင့်ဒီစိတ်ကလေးကညှဉ်းပန်းနေရတယ်ဆိုတော့အဝိပ္ပညှဉ်းပန်းရင်လူတွေကဆက်ပြန်နေကြတယ်လျှော်ကြစိတ်ကလေးညင်သွားရင်လည်းလျှော်တဲ့မိလန်းတော့ရှိရမှာပေါ့မှန်ပါပါအဝတ်ညင်သွားရင်လည်းလျှော်ကြတယ်လေနော်မှန်ပါပါအဲ့တော့ကိုယ်စိတ်လေးညင်သွားရင်လည်းလျှော်ဖို့မပေးကြနေနဲ့မှန်ပါပါဖြူစင်တန်ရှင်းတဲ့စိတ်ကလေးရအောင်ညင်သွားတဲ့အညစ်အကြေးတွေဟာခိတ္တခဏရောက်လာတဲ့ဟာတွေဒါတွေလို့လျှော်ဖို့ပြမှပဲလို့ကဲလို့လျှော်ဖို့ပြတဲ့အညစ်အကြေးတွေမှာတချို့အငြိကျေးကဆေးဆွဲနေတဲ့အငြိကျေးမျိုးကြတော့တစ်ခါတစ်ခါခေါ်လို့မရဘူးဖွင့်လို့မရဘူးတော်တော်ဆွဲတာနော်မှန်ပါပါဗျာတော်တော်ဆွဲတဲ့အငြိကျေးလည်းရှိတယ်တာမန်တာနဲ့တစ်ခါတစ်ခါရှော်လို့လည်းကြောက်ထွက်သွားတာလည်းရှိတယ်ခွန်ကြီးဆေးရဲ့အငြိကျေးတွေကလည်းပဲတချို့အငြိကျေးတွေကဆွဲချင်နေခုမှညစ်တာကိုတန်ရာရဲ့ညစ်လာတာဆိုတော့အနေကြပြီးတော့လုံးဝဆွဲချင်နေတာတစ်ခါတစ်ခါလျှော်နေတော့မရဘူးလျှော်ရဆိုတာတခြားနည်းနဲ့လျှော်ရမှာတော့မဟုတ်ဘူးသမထကျင့်စဉ်ကျင့်ပြီးတော့လျှော်ရဝိပဿနာကျင့်စဉ်ကျင့်ပြီးတော့လျှော်ရစိတ်ကောင်းနှလုံးကောင်းနှလုံးသွင်းမှန်မှန်လေးနဲ့ထားပြီးတော့လျှော်ရဆိုတော့လျှော်ဖို့တဲ့နည်းတွေဟုတ်ကဲ့မှန်ပါပါဗျာတမ္မာဝါယာမလို့ဆိုရလျှော်ဖို့တဲ့နည်းကြိုးစားအားထုတ်မှုအငြိကြီးတွေမဆွဲသေးရင်မဆွဲအောင်တတိထားဆိုတော့အဝတ်ကလေးဝတ်တဲ့အခါကျတော့ဒါလေးကိုအငြိကြီးတွေချိပါဆိုလို့မထိအောင်ကျိုးရိုးသေးသေးဝတ်ကြတယ်မဟုတ်လားမှန်ပါပါဗျာဟိုရိုးရိုးသေးသေးဝတ်ကြတယ်လို့ကိုယ်စိတ်လည်းရိုးရိုးသေးသေးထားစိတ်အငြိကြီးတွေကပ်လာအောင်ရိုးရိုးသေးသေးထားအဲ့ဒီလိုကြိုးစားတာကိုဒါတမ္မာဝါယာမတံဝရလို့ခေါ်တယ်စုပ်ပိတ်တာအငြိကြီးတယောက်စီရဘူးဖြူစင်းနေတဲ့တို့ဟိုကလေးကမှအငြိကြီးတွေကမဆွဲအောင်လို့ခရုစိုက်ပြီးတော့ထားတာတံဝရစုပ်ပိတ်မှုလို့ပြောအဲ့လိုစုပ်ပိတ်လို့မတော်တဆအငြိကြီးတွေရောက်လာပြီးရှောင်လို့ကွင်းလို့ရလာပြီးရောက်လာပြီးဆိုရင်လျှော့ဖို့ဖြစ်ဒါကျိုးစားအထုတ်မှုပဲစိတ်နဲ့ဒီတိုင်းပဲနော်မှန်ပါပါဗျာမရောက်အောင်အငြိကြီးမကအောင်ထိန်းသိမ်းကတ်လာပြီဆိုလို့ရှိရင်အကျိုးအငြိကြီးကိုလျှော့ပြစ်နောက်တော့မဲ့အလုပ်ကဘာလို့ဆိုရင်အငြိကြီးမလူးအောင်အငြိကြီးမလူးလို့တန့်ပြတ်နေတဲ့အနေထားလေးရအောင်ကြိုးစားထိုတန့်ပြတ်မှုကတိုးတက်ပြီးတော့တန့်ပြတ်လာအောင်ကြိုးစားအဲ့ဒါသမ္မာဝါယာမမှန်ပါပါဒါကြောင့်လို့ဒီသမ္မာဝါယာမအငြိကြီးကိုဖိုးလျှော်တဲ့နည်းပေါ့အငြိကြီးကိုဖိုးလျှော်တဲ့အခါမှာကောင်းတဲ့အာရုံတစ်ခုခုနဲ့ယူပြီးတော့စိတ်ကိုအခြေအနေပြောင်းပြစ်တာလျှော်ပြစ်တာတရားတော်ကိုအာရုံပြုပြီးတော့လည်းလျှော်ပြစ်လို့ရတယ်တရားတော်ကိုအာရုံပြုပြီးတော့လည်းလျှော်ပြစ်လို့ရတယ်ဝိသကုဘောဓဂတဲ့ဝါမြတ်စွာဘုရားကအဲ့ဒီနည်းလမ်းလေးပေးထားတာရှိတယ်နော်မှန်ပါပါတရားတော်ကိုအာရုံပြုပြီးတော့လည်းစိတ်အငြိကြီးတွေကိုလျှော်လို့ရတယ်
တရားတော်သံဃာတော်အာရုံပြုပြီးတော့လက်စိတ်အညီကြီးကိုလျှော်လို့ရတယ်ကိုယ့်ရဲ့ကိုယ်ချင်းတရားကိုနှလုံးသွင်းဆင်ခြင်ပြီးတော့လည်းစိတ်အညီကြီးကိုလျှော်လို့ရတယ်ဆိုလိုတာကကမ္မထမ်းနေတဲ့ကဘယ်အာယုံပဲဖြစ်ဖြစ်အဲ့ဒီအာယုံနဲ့စိတ်ရဲ့အညီကြီးတွေကိုလျှော်လို့ဖို့ရတယ် purify လုပ်တယ်လို့ခေါ်တာပေါ့စင်ကြယ်တော့လို့ပြရကဲကောင်းပြီစိတ်အညီကြီးဆိုတာဘာလို့ပြီးရမတာသင်္ဃာကစိတ်မှလာဆွဲတက်လာတဲ့အနေအထားတွေကိုကြည့်ပြီးတော့အစီအစဉ်တစ်ခုလုပ်တယ်ဘုရားနဲ့ဒီနေရာပြောနေတာတော့အဲ့ဒီအညစ်အကြေးတွေမှာအမြင့်ကဲ့သို့ခိုင်မာတဲ့အငြိအကျေး၃မျိုးရှိတယ်အဲ့ဒါကလောဘဒေါသမောဟနော်မှန်ပါဗျာအခုအားလုံးရဲ့အမြင့်ကိုပြောတယ်လောဘဒေါသမောဟကဲလောဘဆိုတာဘာကိုခေါ်လာတော့လို့ဆိုရင်လောဘဆိုတာလူချင်းတဲ့သဘောအာယုံကိုစုပ်ကိုင်ထားတဲ့သဘောအာယုံကိုရယူခြင်းတဲ့သဘောမရသေးရင်ရချင်တယ်ရပြီးရင်ဆုတ်တိုင်ထားတယ်ဒါလည်းပဲပေါ့ဟုတ်ကဲ့လောဘဆိုတာအာယုဆိုတာမျက်စိကမြင်ရတဲ့အရာနားကကြားရတဲ့အသံနှာခေါင်းကရှူရှိုက်ရတဲ့အနံ့လျှာနဲ့ကြည့်ရတဲ့အရာခန္ဓာကိုယ်ကကြည့်ရတဲ့အထီတွေစိတ်ကူးကြံစီလို့ရတဲ့အရာနှစ်သက်စရာတွေအာယုတွေဆိုရင်သူကရချင်တယ်ဟောတာလည်းသူသဘောပဲရပြီးရင်စုပ်ကန်ထားခြင်းဒါသူသဘောမလွတ်ချင်ဘူးဟုတ်ပါဘူးအခုလောဘဆိုတာအာယုနဲ့စိတ်ကလေးကိုဒီစူပါဘယ်လိုကတ်ပေးတာစိတ်ကလေးကအာယုကခွာလို့မရအောင်လို့ကတ်ဒါကြောင့်မလို့လူတွေမှာလေလူကျတဲ့အရာလေးကိုအမြဲတမ်းသတိရမခွဲနိုင်မခွာရဲဆိုဖြစ်ဘယ်သူကကတ်ထားလောဘဟုတ်တယ်အဲ့ဒီလောဘကိုပဲတဏှာလို့ပဲခေါ်တယ်ရာဂလို့လည်းခေါ်တယ်နာမည်တူတူပဲနာမည်ပေးချင်မှန်ပါဗျာရှုတော့အမျိုးမျိုးနဲ့တဘာဝတရားကိုနာမည်ပေးတာမှန်ပါလောဘဆိုတာလိုချင်တယ်ဆိုတဲ့တဘာဝရှုတာမှသူ့ကိုလောဘလို့နာမည်ပေးလိုက်တယ်ရာဂဆိုတာကျတော့အာယုစိတ်ကိုအယောင်ဆိုးတယ်ဆိုတဲ့အဓိပ္ပာယ်စိတ်ထဲမှာဆွဲရပြီးတော့အယောင်ဆိုးတယ်စိတ်ကလောဘအယောင်ဆိုးထားလို့ရှိရင်ချွတ်လို့တော့လည်းမရတော့ဘူးเนาะမှန်ပါပါဆွဲနေတဲ့အယောင်လို့ရာဂဆိုတာဆွဲနေတယ်ဆွဲလန်းသွားတယ်ဟောရာဂတဏှာဆိုတာကတဏ္ဍာတာဖြစ်နေတယ်ဆိုတဲ့အဓိပ္ပာယ်မှန်ပါပါတဏ္ဍာတာဖြစ်နေတယ်ဆိုတဲ့ဟောအဲ့ဒီအခြေအနေတွေကောင်းအားလို့ရှိဒါလောဘရဲ့ aspect တွေပေါ့လောဘရဲ့ဟိုရင်းဒီသဘာဝတရားတွေရှုတော့ကနေပြီးတော့ခေါ်လိုက်တာမြတ်စွာဘုရားမှန်ပါပါဒီကောင်းပြီဘယ်လိုလဲဖြစ်ဖြစ်ဟောဒီလောဘဆိုတာစိတ်ထဲမှာပေါ်လာတာဒါစိတ်မဟုတ်ဘူးနော်လူတွေကတော့ပြောတယ်ငါစိတ်ကလိုချင်တယ်လို့စိတ်ကတော့ဥဒိပြောနေကြတာအမှန်ကတော့ဒီလောဘဆိုတာစိတ်ထဲမှာဖြစ်တဲ့အရာကဖြစ်စိတ်မဟုတ်ဘူးမှန်ပါပါဒီလိုစိတ်ကလေးကဘာလဲဥပမာတူလို့ဆိုရင်ဖြူစင်းနေတဲ့အိုးကလေးလိုပဲဖြူစင်းနေတဲ့အိုးကလေးဒီအဝါရောင်ဆိုးလိုက်လည်းပဲဝါသွားတာပဲအလီရောင်ဆိုးလိုက်ရင်ရောညိုသွားတယ်အယိုရောင်ဆိုးလိုက်ညိုသွားတယ်အယောင်မျိုးမျိုးဆိုးလို့ရတယ်တူပဲထို့တူပဲဒေါသဝင်လာလိုက်လို့ရှိရင်အဝါရောင်ဖြစ်သွားတယ်ဒေါသဝင်လာရင်အလီရောင်ဖြစ်သွားတယ်ဟောဆိုးတယ်ဒါတွေကအယောင်ဆိုးနေတာစိတ်ကိုညှဉ်းနှွမ်းစေတယ်ဖြူစင်တဲ့တော်ဘာကိုပျက်စီးစေတဲ့တော်ဘာတရားတွေလို့ဒီလိုပြောတယ်နော်မှန်ပါဗျာလောဘဟာအာယုန်နဲ့စိတ်ကိုကပ်ပေးထားတယ်၊တွေ့ပေးထားတယ်။ကိုယ်များလိုပဲစိတ်ဟာအာယုန်နဲ့တွေ့ကပ်နေအောင်တရားထဲမှာတော့မခွဲနိုင်မခွာရဲ့အဲ့လိုဖြစ်နေအောင်အာယုန်နဲ့စိတ်ကိုတွေ့ကပ်ပေးထားတဲ့သဘော။ဇာတိကျမ်းမှာများပါဗာနဲ့ဥပမာပေးထားတော့ဆိုမက္ကတာလေပေါင်းပြမက္ကတာဆိုညလေပါဆိုတာကဒီကောစီကိုပြောတယ်မက္ကတာအလေပါမက္ကတာအလေပါမြောက်ဖန်းတဲ့ကောစီကုကိစူပါဘလူးတွေတဲ့စူပါဘလူးလို့မှာပြောတယ်နော်မှန်ပါပါဗျာရသော်ဘုရားသုတ္တန်တုမှာဥပမာပေးထားတယ်မြောက်ဖန်းတဲ့ကောစီဘုရားရှိခိုးမှာဟိဝဒတောင်ကြီးမှာနေကြတဲ့
မုတ်ဆိုးတွေကတော်တော်ကြီးကိုဖြတ်ပြီးတော့ဘယ်ကနေလဲဖြတ်တန်းကူးနေတဲ့မြောက်တွေကိုဖမ်းတဲ့အခါမှာဒီနဲ့ပြည်ပြီးတော့မဖမ်းဘူးထောင်ရောက်လည်းမဖမ်းဘူးကော်စီကိုတုံးပြီးတော့ဖမ်းတယ်မှန်ပါပါဗျာအဲ့ဒီကော်စီမျိုးကိုသူက line လို့ခေါ်တယ်အင်္ဂလိပ်လိုကစာကလေးတွေခက်သေးသေးလေးတွေကိုဖမ်းတာကို bat line လို့ခေါ်တယ်အင်္ဂလိပ်လို bat line အခုကကျတော့ monkey line ပေါ့နော်မှန်ပါပါဗျာလူဖမ်းရတော့ human line လို့ခေါ်ပါတယ်တူတယ် super glue လို့ဟာမျိုးကတ်တယ်သူကတားကတ်တဲ့ sticky substance စိတ်ကတ်တဲ့အရာကောလို့ပြောလိုက်တာကောဆိုတော့တာမန်ကောမဟုတ်ဘူးရုပ်ထွက်လို့မရအောင်ကတ်တဲ့ကောမျိုး super glue ပေါ့နော်မှန်ပါဗျာအေးညောင်းပြီးသွားတဲ့နေရာကိုလေ့လာကြည့်တဲ့အခါရောက်လို့ဒီနေရာကဖြတ်တယ်ဆိုတဲ့နေရာမျိုးပေါ့တိတ်ကိုင်းတွေမှာအဲ့ဒီကော်စည်းတွေတိုင်းတောက်တာညောင်းထဲမှာလည်းဒိမ်မှာပန်းတဲ့ညောင်းတွေရှိတယ်လို့ကြောက်ချောညောင်းတွေကလည်းရှိသေးတာ naughty monk ဆိုတာ naughty monkey နော်ပြောင်းချောလုံးတတ်တဲ့ညောင်းဆိုတာအလုံးစူးစမ်းတတ်တဲ့ဘာလို့လဲဆိုတော့သိကျင်ညောင်းအနေနဲ့အေးဒိမ်မှာလည်းညောင်းတွေကြတော့ကော်စည်းတွေမြင်တဲ့အခါကျတော့ဟာဒါငါတို့မမြင်ဘူးအရင်ကမရှိဘူးဒါအန္တရာယ်ရှိတယ်ဆိုပြီးတော့ဝိဝေရရှောင်တယ်အဲဒီကံတော်ဘုရားကဆက်နဲ့သိကျင်တဲ့ကြောက်ကြတော့မဟုတ်ဘူးသူကဘာတွေတုံးဆိုသူကစူးစမ်းလေးလာသွားပြီးတော့အစည်းကိုလက်နဲ့သွားခိုင်းရုံးလို့မရရုံးမရတဲ့ဘာလို့လဲဆိုနောက်လက်တစ်ဖက်နဲ့တွန်းပြီးတော့ခွာအဲ့ဒီလက်ကတ်တာဒါကမရတော့ဘာလို့ဆိုခြေတော်တစ်ဖက်နဲ့တွန်းကန်တာတွန်းကန်တော့မပေါ်ဘူးအဲ့ဒီခြေတော်ကလည်းကတ်တော့တယ်နောက်ကျန်တဲ့ခြေတော်တစ်ချောင်းနဲ့တွန်းလိုက်ပြန်တော့ခြေတော်လေးချောင်းလုံးကတ်တော့နှုတ်သီးပဲကျန်တော့ကဲနောက်ဆုံးမရတော့နှုတ်သီးနဲ့ထိုးပြီးတော့ယုံတယ်နှုတ်သီးပါကတ်တော့ပင်စွတ်ကြည့်တော့ငါးဌာနလည်းသူချုပ်ခံရတယ်ခြေနဲ့ပဲလက်နဲ့ပဲနှုတ်သီးကော်စည်းနဲ့ကတ်နေပြီးရုံးမသွားနိုင်တော့အဲ့ဒီတော့ချောင်းနေတဲ့မိုးဆိုးကအသာလေးလာပြီးတော့ဖမ်းနေတော့သတ်စားရသော်ပြားကမဂ္ဂတံ၄ပါးသုံးဆိုပြီးတော့ဟောထားတာရှိတယ်ဟုတ်ပါဘူးတကယ်ဆရာကြီးကအဲ့ဒါကိုဥပမာပေးပြီးတော့အေးလောဘဆိုတာမဂ္ဂတံ၄ပါးမြောက်ဖမ်းတဲ့ကော်စည်းတဲ့ကိဗ္ဗာရှိလို့ရုံးထွက်နိုင်ရလားထွက်နိုင်ပါထွက်နိုင်နော်ထွက်နိုင်တော့ခြေရောလက်ရောအကုန်လုံးမိဘယ်တော့သွားလို့မရတော့နောက်ဆုံးကတန်ရာကြီးကနေရုပ်ထွက်လို့ရသေးရဲ့မရပါဘူးဒါကြောင့်လောဘရဲ့အစွမ်းမြတ်စွာဘုရားဒီလောဘတဏှာကိုပဲဒုက္ခသမုဒယလို့ဥတည်ပြီးခေါ်လိုက်တာတန်ရာကြီးကထွက်လို့မရအောင်နော်မှန်ပါဗျာသူကတွေ့တတ်တာဘဝတစ်ခုရအောင်လည်းသူ့ရဲ့ဆွမ်းဆောင်ချက်တွေပဲတော်တော်များများအေးဒါကြောင့်မို့ဒီလောဘဆိုတဲ့သဘာဝတရားစိတ်ရဲ့အငြိကြီးတစ်ခုပါသူ့ကိုဖယ်ရှားဖို့ကြိုးစားရမယ်မဖယ်ရှားနိုင်ဘူးဆိုရင်အာရုံနဲ့စိတ်နဲ့ကပ်ပြီးဒုက္ခရောက်ဖို့ပဲဒုက္ခသမုဒယဒုက္ခဖြစ်စေတဲ့အကြောင်းတရားလောဘနဲ့ပတ်သက်ပြီးမြတ်စွာဘုရားကျိုးလူဒေသနာတွေဟောထားတာအများကြီးပဲရှိတယ်လောဘဟာဒုက္ခအပေးဆုံးပဲလို့ဒီလိုဟောမှန်ပါပါဗျာအင်္ဂုတ္တထဲမှာတော့ဒီလောဘကိုကလောဘကမောဟဆိုတဲ့ဒီအကုသိုလ်ရဲ့အမြင့်သုံးခုကိုဒီခုနဲ့ဒီခုနှိုင်းယှဉ်ပြီးတော့မြတ်စွာဘုရားဘာထူးလဲသူတို့ရဲ့စွမ်းဆောင်ချက်တွေမှာဒီခုနဲ့ဒီခုထူးခြားမှုရှိလားရှိတယ်လောဘကဒီကပ်ပြီးပဲလို့ကြည့်တော့အစေးဆိုတာခြေလေးနဲ့ဆုပ်ခွာရင်မရဘူးလားဟုတ်ပါဘူးခြေကြည့်ရင်တော့ပြုတ်ထွက်သွားမှာပဲသူကခြေနဲ့တည်းကပ်လို့မရတော့ဘူးနော်မှန်ပါပါဒီလောဘကလည်းဘလောက်ပဲတွက်ဘလောက်ပဲဆွဲသူကလည်းခွာရည်နဲ့ခွာလို့ရတယ်တဲ့ဒါကြောင့်မို့လို့လောဘကိုဒီခွာလို့ရတယ်လွယ်လွယ်ကူကူနဲ့ရတဲ့ဟာမျိုးတော့မဟုတ်ဘူးဒါကြောင့်မို့လောဘကိုမြတ်စွာဘုရားကဒီလောဘရှိနေလို့လူတွေဒုက္ခရောက်တယ်ဆိုပေမဲ့လို့ဟောဒီလောဘလေးနဲ့ပဲလက်ပြေရောက်သွားနိုင်ဘူးလားဟုတ်ပါဘူးဗျာမြမပြေရောက်သွားနိုင်ဘူးလားဟုတ်ပါဘူးလောဘတဏှာလေးနဲ့ရောက်တယ်ပြောတာနော်လောဘကြောင့်ရောက်တာပြောတာမဟုတ်ဘူးနော်မှန်ပါပါ
ကော်လေးတန်းတန်းနဲ့တူပြည်လည်းသွားလို့ရတယ်နတ်ပြည်လည်းသွားလို့ရတယ်ငရဲဆိုတာတော့မပြောနဲ့ပေါ့နော်ဟောဒီကော်လေးတန်းတန်းလောဘဆိုတဲ့ကော်တန်းတန်းလေးနဲ့ပဲနိဗ္ဗာန်တွဲရောက်တယ်သူကမှန်ပါပါသူကြောင့်ရောက်တာတော့မဟုတ်ဘူးနော်ရှိနေလို့ရောက်တာပြောတာဒါကြောင့်အကုသိုလ်ကြောင့်နိဗ္ဗာန်ရောက်တယ်လို့နတ်ပြည်ရောက်တယ်လို့ထင်နေသူကြောင့်တော့မရောက်ဘူးသို့တော့သူရှိနေနေနဲ့လို့ရောက်တယ်လို့ပြောတာနော်မှန်ပါပါဒါကြောင့်မြတ်စွာဘုရားကလောဘဟာအပ္ပတာဝိသောအပြစ်တလောက်ကြီးမရှိဘူးဒါကြောင့်သားနဲ့သမီးနဲ့မိသားစုနဲ့နေပြီးတော့ကုသိုလ်ကောင်းမှုလုပ်ပြီးတော့ဘဝတကူရလေးတစ်ခုဝိသံခါရောလို့ဟောတယ်ကောင်းတဲ့ဘဝရောက်သွားတာတော့မရှိဘူးလောဘတန်းတန်းနဲ့ကောင်းတဲ့ဘဝရောက်နေကြတယ်တဲ့ဒါကြောင့်အပ္ပတာဝိသောအပြစ်တော့သိမကြည့်ဘူးတဲ့လောဘကသို့တော်လည်းဒန္တဝိရာဂီတဲ့ကြောက်အောင်လုပ်ဖို့ကြတော့တော်တော်ခက်တယ်ဆွဲနေတဲ့အရာဖြစ်လို့ချွတ်ဖို့နဲ့ခက်တယ်ပြောတယ်နော်မှန်ပါပါဗျာအေးကဲကောင်းပြီအဲ့ဒီလောဘအပ္ပတာဝိဇ္ဇအပြစ်နည်းရလို့ဆိုတာမိသားစုဘဝဒီအိမ်တော်ရဲ့ဘဝနဲ့လည်းလက်ပြရောက်အောင်ကုသိုလ်ကောင်းမှုလုပ်လို့ရတယ်ဒီဟာကိုပြောတာနော်မှန်ပါပါဗျာကောင်းတဲ့ဘဝတွေရောက်နိုင်တယ်လို့ဆိုလို့အပ္ပတာဝိဇ္ဇလောဘဆိုတာငရေကိုကြွစေတဲ့အပါယတော်ကြီးကလောဘရှိတယ်လို့လောဘတိုင်းဟာအပေကိုချတာမဟုတ်ဘူးသူ့ရဲ့စွမ်းဆောင်ချက်တွေကမျိုးမျိုးရှိလောဘပဲနဲ့လောဘချင်းမတူဘူးနော်မှန်ပါပါဗျာအေးတချို့လောဘကအပေကိုကြစေတယ်တချို့လောဘကအပေကိုတော့မပို့ဘူးတဲ့သို့တော့အနည်းငယ်တော့ဒုက္ခပေးရပေါ့လောဘရှိရင်တွေ့တာရင်စိုးရိမ်ရတဲ့တောကဖြစ်တယ်ဆိုတဲ့ဒီပစ္စုပန်ဘဝမှာဒါလေးတွေတော့ရှိတယ်ပေါ့နော်မှန်ပါဗျာအေးကောင်းပြီဟောဒီလောဘရသော်ဗျာပဋ္ဌာန်းမှာဟိတုပစ္စယောလို့ခေါ်တယ်လောဘအကုသိုလ်ရဲ့အမြစ်ပဲလောဘဒီလောဘလေးပေါ်လာလို့ရှိရင်အဲ့ဒီစိတ်ကူးဟာလောဘနဲ့တွဲနေတဲ့စိတ်ကူးပဲကူးတယ်တခြားစိတ်ကူးမကူးဘူးပြောလို့ရှိရင်လည်းလောဘကိုအခြေပြုတဲ့စကားမျိုးကိုပြောမယ်လုပ်ရင်လည်းလောဘကိုအခြေပြုတဲ့အလုပ်မျိုးကိုလုပ်တယ်ဒါလိုပဲအမြင့်ရှိနေတဲ့သစ်ပင်ကြီးတဲ့အတိုင်းကဲတွေလည်းထွက်မယ်အပွင့်တွေလည်းပွင့်မယ်အသီးတွေလည်းသီးမယ်ဟိတုပစ္စယောဒါတွေကိုထိန်းထားနိုင်တယ်ဒီလိုပြောတာနော်ဟိတုပစ္စယောဆိုတာဒီအမြင့်ဒီအပွင့်တွေအသီးတွေကိုင်းခက်တွေဝေစားနေအောင်ထိန်းထားတာရှင်သန်နေအောင်ထိန်းထားနိုင်တယ်လောဘကလည်းပဲထူးထူးပဲလောဘနဲ့ပတ်သက်တဲ့ပြောဆိုမှုတွေကြံစည်မှုတွေလုပ်ကိုင်မှုတွေကိုထိန်းထားတယ်လောဘပြောက်သွားတဲ့တည်းလည်းအဲ့ဒီအခြေအနေတွေလည်းကုန်ပြောက်သွားတယ်လို့ပြောတာမှန်ပါပါဒါဟိတုပစ္စည်းကဲကောင်းပြီဒီလောဘလေးဟာစိတ်ရှင်မျိုးမှရှင်တယ်လောဘရဲ့ရှင်ကုန်ရှင်တာကတော့သူရှိခုရှင်တယ်ဒါတော့စိတ်အခြေအနေလေးရဲ့အခါခါမတူတတ်တာလေးရှိလို့ရှင်မျိုးခွဲလိုက်တယ်သူ့ကိုလောဘနဲ့ရှင်တဲ့စိတ်ကိုရှင်မျိုးခွဲတာစိတ်တိုင်းတော့မပြောခဲ့ဘူးအခုသိတာရုံလေးပြောပြမှန်ပါဗျာတခါတည်းဒီလောဘဖြစ်တာဟာအယူဆမှားတာလေးကိုအခြေခံပြီးတော့ဖြစ်တဲ့လောဘရှိတယ်အယူဆမှားတာကိုအခြေမခံဘဲနဲ့ဖြစ်တာရှိတယ်စာလို့ပြောရင်ဒိဋ္ဌိကတသံပယုနဲ့ဒိဋ္ဌိကတဝိပယဟောမှန်ပါပါအမှားကိုအခြေခံတာနဲ့အမှားကိုအခြေခံတာမဟုတ်ဘူးဆိုတဲ့နှစ်မျိုးခွဲလိုက်အဲ့ဒီနှစ်မျိုးမှာခံစားချက်နှစ်မျိုးနဲ့ထပ်ပြီးတော့ပြောလောဘဖြစ်တဲ့အခါတခါတလေဝမ်းမြောက်ဝမ်းသာဖြစ်တယ်ဥပမာလူရင်းစရာအာယုန်တွေကအသိအစားလေးဖြစ်လို့ရှိရင်ဝမ်းမြောက်ဝမ်းသာလို့ခြင်းရတာရင်လည်းသိဝမ်းသာပဲအေးအဲ့လိုမဟုတ်ဘူးတွေ့နေကြဆိုတော့ရိုးနေပြီဆိုတဲ့အခါကျတော့ဝမ်းသာသေးလားမသာတော့ဘူးသိမသာဘူးဝမ်းနေတဲ့အဆင့်လည်းမဟုတ်ဘူးသိမသာတော့ဘူးဆိုဝမ်းသာမှုရောကြသွားတာအဲ့ဒါကိုဥပိ္ပခာဝေဒနာလို့ခေါ်ဝန္တာနေတာကသောမနတဝေဒနာဝန္တာမှုရောကြသွားတာဥပ္ပခာဝေဒနာဆိုတော့ခံစားချက်အတွေ့အကြုံနှစ်ခုနဲ့မြောက်တယ်ခုနကနှစ်ခုကိုနှစ်နဲ့မြောက်တဲ့အခါကျတော့လေးခုဖြစ်သွားတယ်တခါတည်းကျတော့လူချင်းစိတ်ပြီးတိုက်တွန်းပြီးမနေရအောင်ထက်မြက်တယ်တခါတည်းကျတော့တုတ်ဆိုင်ဖြစ်တယ်အဲ့လိုထက်မြက်တာရဲ့တုတ်ဆိုင်ဖြစ်တာရဲ့နှစ်ခုနဲ့ခုနကလေးခုကိုမြောက်လိုက်လို့ရှိရင်နောက်တစ်ခုစိတ်ရှိခုလို့ပြောတာ
အခြေခံအားဖြင့်ရောက်ပွားပြီးတော့ပြောတာခွဲခြားပြီးတော့ပြောတာလောဘစိတ်ကြီးအခြေခံအပြင်ဟောလို့ရှင်မျိုးကွဲလာနိုင်တယ်လို့ပြောတာနော်မှန်ပါဗျာဒီရှင်မျိုးတွေကမကဘူးမြင်တဲ့အာယုံမှာရှင်မျိုးကြားတဲ့အတန်ပေါ်မှာလည်းဟောတယ်လို့ရှင်မျိုးဖြစ်နိုင်တယ်နာမ်နဲ့အနတ်ပေါ်မှာရှူရတဲ့အနတ်ပေါ်မှာလည်းရှင်မျိုးဖြစ်နိုင်တယ်ဆိုအာယုံ၆ပါးနဲ့ညှောက်လိုက်တယ်ဆိုရင်လောဘစိတ်တွေအများကြီးဖြစ်သွားမယ်နော်မှန်ပါဗျာသူတဏ္ဍာမှာဖြစ်တဲ့လောဘငါးတဏ္ဍာမှာဖြစ်တဲ့လောဘအဲ့ဒီစိတ်တွေခေါ်လိုက်အများကြီးမနေ့တုန်းကလောဘဒီကနေ့လောဘလက်ကျင်လောဘလက်ကျင်ကလောဘခွဲလို့ရသေးဒီလိုမြောက်ပွားနိုင်တယ်ဆိုရင်လောဘစိတ်တွေမြောက်များစွာဖြစ်နိုင်တယ်ရှစ်ခုဆိုတာအခြေခံအပြင်ခွဲပြအခြေခံအကြဆုံးခွဲတာလားအဲ့ဒီလောဘနဲ့ရှင်တဲ့စိတ်ကလေးဟာကြည့်လောဘကြောင့်ဖြစ်ပေါ်လာတဲ့စိတ်ကလေးဟာအခုလိုအခြေအနေရှစ်မျိုးရှိတယ်ခံစားချက်တွေနော်မှားရတဲ့အယူကိုအခြေခံတာမခံတာတွေချက်မြတ်မှုရှိတာမရှိတာတွေနဲ့ခွဲလိုက်တဲ့အခါရှင်းမျိုးရှိတယ်လို့ပြောတာနော်မှန်ပါဗျာအေးကောင်းပြီအဲ့ဒီလောဘကိုပဲတဏှာလို့ခေါ်တယ်ဒါကလို့ပဲခေါ်တယ်နောက်တစ်ခုကဒေါသဆိုတာကဒီစကားလည်းရင်းနေတဲ့စကားပါပဲနော်အားလုံးနဲ့ရင်းနှီးနေတဲ့စကားဒေါသဆိုတာငြိမ်းချမ်းနေတဲ့ရှင်ပြနေတဲ့စိတ်အခြေအနေတစ်ခုကိုဖြည့်ဆည်းပြလိုက်တယ်လို့အဓိပ္ပာယ်ရတယ်။ဒုဒတိဖြည့်ဆည်းလိုက်တယ်။ဟုတ်တယ်လေစိတ်ဆိုးပြီဆိုလို့ရှိရင်ဒီလိုစိတ်ရောဗလဏဖြစ်သွားတာပဲ။မှန်ပါဘူး။စိတ်ပြက်လာတော့ဘုံမြင်နေမှဉာဏ်မှာလူတွေကပြောတယ်စိတ်ပြက်လိုက်တာနဲ့ပြောတယ်နော်။မှန်ပါဘူး။ရုပ်ပြက်လာတော့ဒီချာချာသိတာလေစိတ်ဆိုးနေတဲ့မျက်နှာကြီးကိုမှန်ထောင်ကြည့်လိုက်မယ်ဆိုရင်ကိုယ်ပါကိုယ်တော်လမ်းကောင်းတာရုပ်ပြက်သွားတာလို့သိကြတယ်နော်မှန်ပါဘူး။ဒါကြောင့်မို့ဒေါသဆိုတာဖြည့်ဆည်းတယ်လို့ဒေါသလို့ခေါ်တာ။ဒီလိုချိန်လေးဖြည့်ဆည်းတော့ဘယ်သူကဖြည့်ဆည်းဒေါသဖြည့်ဆည်းသူကသူဖြစ်တဲ့နေရာကိုသူကလောင်ကျွမ်းဖြည့်ဆည်းစေ။ဘာလို့လဲမှသူလို့ဆိုဒုံးကြီးနဲ့တူတယ်။ကြည့်လေတောသစ်ပင်တွေပေါ်ဆွဲတဲ့မီးဒီဘယ်သူကိုဖြည့်ဆည်းတာလို့အဲ့ဒီသူဆွဲတဲ့မီးတွေတောတွေကိုပဲဖြည့်ဆည်းတာပဲခေါ်တာမှန်ပါပါထင်းလောင်တဲ့မီးဒီထင်းကိုဖြည့်ဆည်းပြတယ်စိတ်ပေါ်မှာမြည်ပြီးတော့ဖြစ်တဲ့ဒေါသတွေစိတ်ကိုဖြည့်ဆည်းပြလိုက်တာပဲမှန်ပါပါအဲကြောင့်မို့ဒေါသဒါဝဋ္ဌိဝိယတောမီးလိုလေလို့ပြောလို့ခေါ်တာမှန်ပါပါဒေါသဆိုတာမစင်မကျင်ကြမ်းတမ်းတဲ့သဘောရှိတယ်ဒါကြောင့်မို့ဝေခောက်ကိုဒုံးနဲ့ရိုက်လိုက်တဲ့ဆိုရှုကနေဆိုခေါင်းကြီးထောင်လာဘူးလားမှန်ပါပါအဲ့ဒါမျိုးလိုပဲဒေါသအဲ့ဒါလိုစိတ်ထဲမှာပြင်းထန်တဲ့ကြမ်းတမ်းတဲ့သဘာဝတွေပေါ်လွင်ထင်ရှားလာတယ်အဲ့ဒါဒေါသမှန်ပါပါအဲ့ဒီဒေါသဟာအပြစ်ကြီးတယ်တဲ့မဟာပါဝိသောအပြစ်ကြီးတယ်တော်တော်ခိဗ္ဗဝိရာကြီးပြေးလွယ်တယ်ဆက်ဆောင်ရခုနကလောဘတော့ပြေးခဲ့တယ်အပြစ်လဲတယ်ဟုတ်ကဲ့မှန်ပါပါအပြစ်တော့မကြည့်ဒေါသကြတော့အပြစ်ကြီးတယ်ဟုတ်တယ်လေဒေါသအလျောက်လုံးလိုက်လို့ရှိရင်လည်းဒီဘဝမှာအပြစ်ကြီးတယ်နောက်ကြလို့ရှိရင်လည်းရာဇဝမှုကျူးလွန်တာပဲဖြစ်ဖြစ်တန်ဖိုးချမှုဒုစရိုက်မှုကျူးလွန်တာပဲဖြစ်ကျူးလွန်လိုက်လို့ဒေါသအလျောက်ကျူးလွန်လိုက်ရင်နောက်ဆုံးကအပင်ငယ်ထီအောင်ကျသွားတယ်ဟောဒေါသကပို့ပြီးတော့ကြမ်းတမ်းတယ်ကြမ်းတမ်းတဲ့အတွက်ကြောင့်သူ့ရဲ့ခံကပိုပြင်းထန်တယ်လို့ပြောဟုတ်တယ်ဒါတော့ပြေးလွယ်တယ်ဟုတ်တာပေါ့ခုနကတယောက်ဆဲဆိုခုကျပြုံးနေကြတာညီမောနေကြတာမနေ့တော့ရံဖြစ်တာညနေကျတော့တဲ့နေကြလူတွေများတော့ရည်စားကောင်းတယ်နော်မှန်ပါပါဒေါသမထွက်သေးခင်ကျတော့အမလီစွတီးတဲ့ဟန်လီတဲ့ခေါ်ကြတယ်ဒေါသလေးကြည်သွားလို့နော်ဒေါသလေးမရှိတော့ဘူးစွတီးဟန်လီနဲ့ဒေါသလေးလည်းထွက်လာရောကြမ်းကြမ်းတဲ့စကားလုံးတွေနဲ့ခေါ်ဖို့ဟုတ်ကဲ့မှန်ပါဒါဒေါသကကြည်စကားလုံးနဲ့ဖြည့်ဆည်းပြလိုက်တာပဲလေလူရဲ့နှုတ်ကိုကြမ်းအောင်လုပ်လိုက်ချိုးနေတဲ့နှုတ်တွေကြမ်းအောင်လုပ်လိုက်ဒီဒေါသကပြည်တော့ပြည်နေတဲ့ဒါပေမဲ့သူဒေါသကြောင့်ကျွလွန်ကြီးတွေမှာအမေတမ်းမိတာရှိတယ်အဖေတမ်းမိတာရှိတယ်ဟောတာဒေါသအလျောက်အနန္တရိယကံတွေကိုကျွလွန်ပြီးတတ်တယ်ကိုယ်ကိုယ်လည်းဖြစ်စီရတယ်ဒေါသကကိုယ်ကိုယ်တတ်တယ်ဆူဆိုင်လုပ်တယ်ဆိုတာလေဒေါသကြောင့်
လောကကြီးကိုမကြည်မလန့်ဖြစ်ပြီးတော့ကိုယ်ကိုမုန်းပြီးကိုယ်ကိုတတ်သိသွားတဲ့လူတွေကမှတော်တော်များခုလည်းရှိတာပဲနော်ဟုတ်ပါဗျအဲ့ဒါဒေါသကြောင့်ဖြစ်တာလေတရားနဲ့တရားမတည့်လို့ရဖြစ်တာလောကကြီးမှာကြည့်ပြီးမတည့်လို့ရကြမ်းလက်ကြရဖြစ်ကြ40နဲ့ညရှိတာဒေါသရဲ့ဖြစ်တည်ကြီးပဲပေါ့ဒေါသရှိနေသေးတယ်မြတ်ဒေါသနဲ့အတွေးမုန်းတဲ့အတွေးမုန်းတဲ့အပြောတွေမုန်းတဲ့ပြုမှုချက်တွေကရှိနေဦးမှာပဲဒေါသပျောက်သွားတာနဲ့တပြိုင်နက်အဲ့ဒါတွေအကုန်လုံးမရှိတော့ဘူးဒါဟိတုပစ္စယောရှုတော့မှာပြောတာနော်မှန်ပါဗျဒေါသကအလုံးကိုထိန်းထားတယ်လို့ဆိုတော့ကဲနောက်တစ်ခုကဘာလို့ဆိုရင်ဒေါသကခုနကရှင်တဲ့အခါကျတော့သူကပါဒေါသမှုစိတ်နှစ်ခုသူ့ရဲ့ခံစားချက်ကဝမ်းနည်းမှုပဲအမြဲတမ်းစိတ်ရဲ့မကြေမချမ်းဖြစ်မှုဆိုတဲ့ခံစားချက်တစ်ခုပဲရှိသူကြတော့ဘာနဲ့ခွဲတော့ဆိုလို့ရှိရင်စိတ်ဆိုးတာမှာဘုံကလည်းဆိုးတာရှိတယ်လို့ပဲတဖြည်းဖြည်းမှတွေးပြီးတော့ဆိုးတာရှိသေးတယ်ဟုတ်ကဲ့မှန်ပါပါစိတ်ဆိုးတာလည်းနှစ်မျိုးရှိတယ်ဒီနှစ်မျိုးရှိတယ်ခံစားချက်ကတော့တူတူပဲတခါတလေကျတော့ဒစိမ့်စိတ်တွေးရင်းကနေဒေါသကပေါက်ကွဲလာအစကကတော့သူ့ဆဲသွားတယ်ဒေါသဖြစ်အမှမသိဘူးဟောကြတယ်ဒီကောင်ကဆဲတယ်ဓမ္မရဲ့ငါဆဲတယ်ဓမ္မရဲ့ဆိုပြီးတော့တွေးနဲ့ပေါက်ကွဲလာမှန်ပါပါဟောအဲ့ဒီလိုသူကအခြေအနေနှစ်ခုရှိတယ်တဲ့အသင်္ခါရိကနဲ့သသင်္ခါရိကချက်ချင်းပေါက်ကွဲရင်တော့အသင်္ခါရိကပေါ့တချင်းချင်းတွေးပြီးတော့မှပေါက်ကွဲလာရင်တော့သသင်္ခါရိကလို့ဒီလိုခွဲတယ်ပေါ့နော်အဲ့ဒါကြောင့်ဒေါသမှုစိတ်ကနှမျိုးပဲရှိတယ်ဒေါသဖြစ်တယ်နောက်တစ်ခုကမောဟဆိုတာကမ္ဘာလိုတွေးဝီတယ်လို့ပဲလက်ပြန်တွေးဝီတယ်လို့ဆိုရင်ဘာမှမသိဘူးလို့ထင်ကောင်းထင်လို့ပဲမဟုတ်ဘူးသူကတလွဲသိအာယုံရဲ့အစစ်အမှန်ပုံပန်းတဲ့ံအာယုံရဲ့အစစ်မှန်သဘောကိုဖုံးကွယ်ထားတယ်ဆိုတာဒီမောဟကြောင့်မမြင်ဘူးလို့ပြောတာနော်မောဟအာယုံရဲ့အစစ်မှန်သဘောကိုမသိဘဲနဲ့တလွဲသွားခြင်းနေတယ်တဲ့အဲ့ဒါမောဟရဲ့စွမ်းရည်တတ်တည်ပဲအဲ့ဒီမောဟဟာသူကအာယုရဲ့သဘောကိုဖုံးနေလို့ဆိုပေမဲ့လို့တစ်ဖက်ကတလွဲထင်တဲ့နေရာမှာသူကအစွမ်းသိတယ်သူ့ကိုအဝိဇ္ဇာလို့ခေါ်တယ်ဉာဏ်ရဲ့စမ်းကျင်ပဲအဝိဇ္ဇာလို့ခေါ်တာပရိစ္ဆေသောဘထဲမှာဒီမောဟပဲဉာဏ်ပညာရဲ့စမ်းကျင်တယ်ဒီမောဟကတော့အကုသိုလ်ဖြစ်တိုင်းအကုန်လုံးပါသူကရင်လေးတွေတိတ်ပြီးရှေ့တန်းမထွက်တာဘာလို့လဲဆိုရင်သူကအမှန်ကိုအမှားချင်နေတာလေးပဲသူကရှိတယ်လောက်တာတော့လောဘလို့ဒေါသလို့အများတယ်ဟုတ်ကဲ့မှန်ပါပါဗျာလောဘလို့သိကြတယ်ဒေါသလို့သိကြတယ်မောဟကြတော့ဘယ်လိုဖြစ်တာလဲလုံးတင်တာနဲ့မလုံးတင်တာခွဲခြားမသိဘူးမသိတော့ဘာဖြစ်မလုံးတင်တာကိုလုံးတင်တယ်လို့ထင်တယ်လုံးတင်တာကိုမလုံးတင်ဘူးလို့ထင်တယ်အဲ့ဒီတော့မှားမှားရွေးရွေးတွေကုန်ဖြစ်ကုန်ရောဒါမောဟကြောင့်ဖြစ်တာနော်မှန်ပါပါဗျာဒီမောဟကြောင့်မှားမှားရွေးရွေးချစ်ချော်မှုတွေဖြစ်နေတဲ့ကြောင့်မလုံးတင်တာလုံးသည့်အတွက်ကြောင့်ဒုက္ခများတယ်လုံးတင်တာမလုံးမိသည့်အတွက်ကြောင့်အကျိုးတွေဆုံးရှုံးသွားတယ်နစ်နာတယ်ဒါမောဟကြောင့်ဖြစ်တယ်ကောင်းပြီအဲ့ဒီမောဟကလည်းပဲသူဖြစ်နေသေးတယ်များဘယ်တော့မှဒီအတွေးတွေကရေရတဲ့အတွေးမရှိဘူးမဟုတ်တဲ့အတွေးတွေးတယ်ပြောရင်လည်းကိုယ်လိုကာယလုပ်ရင်လည်းကိုယ်လိုကာယဟောတာမောဟရဲ့စွမ်းတတ်တည်တယ်နော်မှန်ပါပါဘာဒီမောဟကတော့အကုသိုလ်ဖြစ်တိုင်းသူပါပဲဒါကြောင့်မို့လို့အကုသိုလ်စိတ်12ခုလုံးနဲ့ရှင်အကုသိုလ်စိတ်12ခုဆိုတာလောဘကိုအခြေပြုပြီးတော့ဖြစ်တာက10ခုဒေါသကိုအခြေခံပြီးတော့ဖြစ်တာက2ခုမောဟကိုအခြေခံပြီးတော့ဖြစ်တာမောဟတက်တက်လို့ဆိုလို့မောဟတက်တက်ကိုအခြေခံပြီးတော့က2ခုအလုံးပေါင်းတော့အကုသိုလ်စိတ်12ခုဆိုပြီးခေါ်တယ်ဒီကောင်းရောရည်ပြောတဲ့လောဘတို့ဒေါသတို့မောဟတို့ဆိုတာတွေဟာစိတ်ရဲ့အညစ်အကြေးတွေပါဒါတွေကိုဖယ်ရှားပြလို့ရပါတယ်လောဘကိုအကျမ်းများဖြင့်ဗာနဲ့ဖယ်ရှားတော့ဆိုလို့ရှိရင်အလောဘဆိုတာကိုဖယ်ရှားဒါတိုက်ရိုက်ဖယ်ရှားတဲ့နည်းပေါ့ဒေါသကိုအရောသဆိုတဲ့မေတ္တာနဲ့ဖယ်ရှားပြမောဟကိုအမောဟလို့ဆိုတဲ့အသိဉာဏ်နဲ့ဖယ်ရှားပြရတယ်ဖြည့်စည်းတွေသူ့ရှိတယ်နော်မှန်ပါပါဗျာအခုမဲရလို့ရှိရင်ဘာဆက်ပြန်နဲ့ချော့ရမယ်ဆိုတာသူကလည်းသူရှိတာပဲလေ။ဘာလဲချော့ရင်ကျွတ်တယ်ဆိုတာရှိတာပဲ။
အဲ့ဒါမျိုးလိုပဲစိတ်ရဲ့အညစ်အကြေးတွေကလည်းခုနကလောဘဖြစ်နေလို့ရှိရင်အာလောဘကိုယ့်ရဲ့ရင်ထဲနှလုံးထဲမှာထူထောင်ရမယ်ဒေါသဖြစ်လာရင်အာရောဂထူထောင်ပေးရမယ်ဖြစ်အောင်လုပ်ရမယ်မောဟဖြစ်ရင်အမောဟကိုထူထောင်ပေးပြီးတော့ဖယ်ရှားပြရမယ်ဒါနည်းတွေပဲဖြစ်အောင်လုပ်တဲ့နည်းကောင်းပြီလောဘဒေါသမောဟနောက်တစ်ခုကဘာလို့ဆိုလို့ရှိရင်အခုလိုဖြစ်တိုင်းပါတဲ့ဟာတွေလည်းအဟိရိကဆိုတာရှိတယ်အဟိရိကကတော့မြန်မာလူတွေအရှက်မဲ့တဲ့သဘောအရှက်မဲ့တဲ့သဘောဆိုတာမကောင်းတဲ့အလုပ်ကိုလုပ်အောင်မရှက်ဘူးတဲ့မကောင်းတဲ့အလုပ်ကိုမယွန်းရှာဘူးဒုစရိုက်အလုပ်တွေအခုလိုလုပ်တယ်မရှက်တဲ့လူကဘာလို့လုပ်ရတာလဲနော်ဟုတ်လားပါဗျာဒီရှက်တဲ့အကြောင်းတွေဆိုတာခုနတတိမရှိတဲ့အရှက်အကြောင်းကရှိသေးတယ်ဒါကဒီကမရှက်ဘူးဆိုတာကခုနလူရတဲ့ထားစကားပြောမှမရှက်ဘူးနဲ့မဆိုင်ဘူးနော်ဟုတ်ပါပါဒီနေရာမှာဒီမရှက်ဘူးဆိုတာကလူပြောင်းမှထပြီးတော့ဆဲရဲတယ်အဲ့ဒါမျိုးဟုတ်တယ်ပါဗျာအခုတို့အလုံးနဲ့ပတ်သက်တာလို့ရှိရင်မရှက်တာကိုပြောတာနော်လူသားရမှာမရှက်ဘူးတိရစ္ဆာန်တွေသားရမှာမရှက်ဘူးသူများပစ္စည်းခိုးရမှာမရှက်ဘူးမကောင်းတဲ့အကုသိုလ်လုပ်တွေမရှက်ဘူးလို့ပြောတာမှန်ပါပါဗျာအဲ့ဒါလည်းဟောဒီအဟိရိကကြောင့်မျက်နှာကြောင်တိုက်ပြီးတော့လူတွေအကုသိုလ်ဖြစ်စေတာသူကအကုသိုလ်လုပ်တိုင်းဒီစိတ်ဒီအညစ်အကြေးကပါမယ်နောက်တစ်ခုကမလန့်မှုမကြောက်ဘူးအနုတ္တပါမလန့်မှုမကြောက်ဘူးအကုသိုလ်ကိုမလန့်မှုမကြောက်ဘူးဒုစရိုက်တွေကိုမလန့်မှုမကြောက်ဘူးအကုသိုလ်ဒုစရိုက်တွေကဖြစ်ပေါ်လာတဲ့အကျိုးတရားတွေကိုမလန့်မှုမကြောက်ဘူးမကြောက်လို့လုပ်တယ်လုပ်တော့ခံရတယ်ပေါ့ဒါပါပဲဟုတ်ကဲ့ပါအေးအဲ့ဒီကနိတ္တပါဆိုတဲ့ဒီတဘာဝတရားနှစ်ခုမှလည်းပဲစိတ်ရဲ့အညစ်အကြေးပါပဲဘာဖြစ်လို့လဲဆိုသူဖြစ်လာလို့ရှိရင်အကုသိုလ်ကိုဖိတ်ခေါ်တာနဲ့တူပဲကြံတဲ့လောဘတွေဒေါသတွေဖိတ်ခေါ်လာတာနဲ့တူပဲဒါကြောင့်မလို့အဟိရိကနိတ္တပါဆိုတာဒီလူရဲ့တဏ္ဍာမှာအညစ်အကြေးတစ်ခုပဲပြောမှန်ပါပါနောက်တစ်ခုကတော့စိတ်အားလုံးမှာပါတဲ့အထဲမှာဥဒိစ္စလို့ခေါ်ဥဒိစ္စဆိုတာစိတ်ကလေးကမငြိမ်သက်မငြိမ်ချမ်းတဲ့အနေအထားမျိုးစိတ်ကလေးမငြိမ်သက်မငြိမ်ချမ်းမှုဆိုတာတခါတခါဒီလိုပြောရတယ်စိတ်ကစွစီးလို့ကြရဘူးလေးနေဘာလို့မှလည်းမသိဘာကံမှလည်းမသိစိတ်တွေလေးနေပြောကြတယ်ငါစိတ်တွေလေးလိုက်တာစွစီးလို့မရငြိမ်ချမ်းမှုတွေပြတ်ပြားနေတယ်ဥဒိစ္စလို့ခေါ်တယ်အဲ့ဒီဥဒိစ္စကလည်းအမှုကိုစိတ်ဖြစ်တိုင်းဖြစ်တိုင်းလောဘဖြစ်နေလဲစိတ်တွေလာပဲဒေါသဖြစ်နေလဲစိတ်တွေလာပဲသူကလည်းပဲသူကဘောမနဲ့ဒီပဲသူရှင်တွဲရလို့ရှိရင်ပုံပြီးစိတ်တွေကထင်ရှားလာတယ်လို့ပြောတယ်။ဒါကြောင့်ဥဒိစ္စသဟကုံစိတ်ဆိုပြီးတော့တိတတ်ပါတယ်မောဟုစိတ်ထဲမှာနော်။ဥဒိစ္စနဲ့ရှင်တွဲတဲ့စိတ်တကယ်တော့ဥဒိစ္စဟာအဟုစိတ်အားလုံးမှာရှင်တွဲတယ်။သို့တော့သူ့ရဲ့စွမ်းရည်တတ်သည့်စွမ်းဆောင်မှုမှာနောက်ဆုံးစိတ်မှာတွားပြီးတော့အင်အားကောင်းနေတယ်။ဒါကြောင့်မလို့ဥဒိစ္စသဟကုံစိတ်ကိုခေါ်လိုက်တာနော်။ဒီဟာလည်းအင်အားကောင်းတာမဟုတ်ဘူးစာဖတ်တဲ့အခါမှာသူကအင်အားအသုံးပြုရလို့နားလာမျက်စိမျက်စိရသူ့ကိုသုံးချတာသူကအင်အားကောင်းတာတရားနာတဲ့အခါမျက်စိလာနားလာသူ့ရဲ့နဲ့သူအင်အားကောင်းတာဥဒိစ္စလည်းတို့တူပဲမောဟနဲ့တွေ့တဲ့အခါသူအင်အားကောင်းတယ်ဒီနေရာမှာသူရှိနေပဲလို့အင်အားမကောင်းဘူးကြည့်လိုက်တော့မောဟရဲ့အဟိရိကရဲ့အနုတ္တပါရဲ့ဥဒိစ္စရဲ့ဆိုတဲ့ဒီစိတ်အရေးကြီးတဲ့ခုဟာအကုသိုလ်တွေဖြစ်တိုင်းဖြစ်တိုင်းသူတို့ပါနေတယ်ပါဝင်ပတ်သက်မှုတွေရှိနေတယ်ခွဲထုတ်လို့မရတဲ့ဘာဝတရားတွေတဲ့နော်မှန်ပါဗျာအဲ့တော့ပါဝင်ပတ်သက်နေတယ်ဆိုတခုဖြတ်လိုက်ရင်ဉာဏ်တွေလည်းဒါကြောက်သွားမဲ့သဘောပေါ့နော်မှန်ပါဗျာကောင်းပြီနောက်လောဘစိတ်ဖြစ်တဲ့အခါမှာခုနလောဘဆိုတာပြောပြီးပြီလောဘစိတ်ဖြစ်လာတဲ့အခါမှာလောဘဖြစ်လာရင်လောဘတတ်တတ်ဖြစ်တာရှိတခါတည်းကျတော့လောဘနဲ့ရှင်တွဲပြီးမပေါ်လာတဲ့သေးလို့ဆိုမှားရတဲ့အယူဆတရားပေါ်လာတဲ့သေးတယ်အဲ့ဒါကိုဒိဋ္ဌိလို့ခေါ်တယ်မှန်ပါပါခုခေတ်ကဖရိုဆိုပြီးဆိုပြီးတော့ဟောမှနော်အတွေ့အခေါ်ဆိုပြီးတော့အတွေ့အခေါ်ဆိုတာလောဘနဲ့ရှင်တွဲပြီးတော့ဖြစ်တာမှားရတဲ့အယူဆတွေဟာအားလုံးမှာလောဘနဲ့ရှင်တွဲပြီးတော့ဖြစ်လာတာမောဟနဲ့ရှင်တွဲတာမဟုတ်ဘူးနော်လောဘနဲ့ရှင်တွဲတာဘာဖြစ်လို့ဒီအတွေးခေါ်တွေကလောဘနဲ့ရှင်တွဲရတော့လို့ဆိုရင်နည်းနည်းစဉ်းစားကြည့်မယ်ဆိုရင်တကယ်ကတော့အမှန်မသိလို့အ
အယူမှားတာလို့ပြောကောင်းပြောလိုက်တယ်သို့တော့အယူမှားမှုမှန်တရားဒီလောကကိုအခြေခံတယ်မှန်ပါပါဘာကြောင့်အခြေခံတော့ဆိုလူတွေကလေကိုယ့်ကိုချစ်တာကိုယ့်ကိုချစ်တဲ့အခါကျတော့ကိုယ့်ရဲ့ဒီအန္တရာယ်ကင်းမှုထာဝရရှင်သန်နေမှုကိုကြိုးစားလာကြတယ်အကူရည်ရှားလာကြ selfish လို့ခေါ်နော်မှန်ပါပါအဲ့ဒီကိုယ့်ကိုလုံခြုံစိတ်ချရဖို့ဆိုတဲ့အတွေးကနေပြီးတော့အယူမှားတွေကိုပေါ်ပေါက်စေတယ်ဆိုလိုတာကအတ္တဒိဋ္ဌိထာဝရတည်မြဲတဲ့အရာရှိတယ်ဒါလေးကိုအာကိုလေးနဲ့တဏှာမှာကောင်းစားဖို့ဒီအတ္တလေးပေါ်မှာအခြေခံပြီးတော့တွေးတယ်အဲ့ဒီအတွေးကနေစပြီးတော့ဒီမိစ္ဆာအယူဝါဒတွေပေါ်လာတာပဲကိုယ့်အရေးစဉ်းစားတာပေါ့ဆိုလိုတာကကိုယ့်ရဲ့အရေးစဉ်းစားရကနေပြီးတော့မှားရတဲ့အတွေးတွေတွေးမိလာတယ်မှားရတဲ့အမြင်တွေပေါ်လာတယ်ဒါကြောင့်မို့လို့အယူဝါဒမှားရတဲ့နေဟာကိုယ့်ရဲ့လောဘနဲ့ရှင်တွဲပြီးတော့ဖြစ်ပေါ်လာတယ်လို့ပြောတယ်နော်မှန်ပါပါဗျအေးနောက်တစ်ခုကကိုယ့်ရဲ့အရေးအသွေးပေါ်မှာကြည့်ပြီးတော့လူတွေကကိုယ့်ရဲ့အရေးချင်းကိုထုတ်ဖော်ပြီးတော့မန်တက်တာလေးတွေဖြစ်လာတယ်အဲ့ဒါကိုမာနလို့ခေါ်တယ်ကိုယ့်အရေးချင်းကိုအရေးချင်းကောင်းပြီဖြစ်စေလက်ကြပြီဖြစ်စေမာနဆိုတာအရေးချင်းကောင်းလို့တက်တာမျိုးမဟုတ်ဘူးကိုယ်ရှိတဲ့အနေထားတစ်ခုကိုယ့်ရဲ့အရေးအသွေးပေါ်မှာအထင်အမြင်ကလေးတွေဖြစ်လာတာအဲ့ဒါမာနလို့ခေါ်တယ်နော်မှန်ပါပါဗျငါလုပ်နိုင်တယ်ငါသွားနိုင်တယ်ငါစားနိုင်တယ်ဟောဒါလေးတွေကိုဒါမာနလို့ခေါ်တယ်မလုပ်နိုင်ဘူးလို့ပြောရင်လည်းဒါမာနပဲသူကဟုတ်မလုပ်နိုင်တဲ့အရေးချင်းတွေသူကလုပ်နိုင်တာလည်းအရေးချင်းပဲမလုပ်နိုင်တာလည်းအရေးချင်းတစ်ခုပဲညံ့တဲ့အရေးချင်းပေါ့မာနဆိုတာသရောင်းသားတော်ရှိတယ်ကြားဘူးလားမာနဆိုတာသရောင်းသားတော်ရှိတယ်တောင်းစားနေတဲ့လူတယောက်ကိုတတိတယောက်ကလူပြောမင်းတောင်းစားနေတယ်ငါခြံထဲလာမိုက်ရှင်ငါဒီနေ့ဘယ်လောက်ဝေးသရောင်းသားကပြောတာအကျုပ်ကသရောင်းသားပြန်ခရလို့မလုပ်နိုင်ဘူးခြံရှင်းတဲ့အလုပ်လုပ်နိုင်ဘူးလေသူလုပ်တယ်တောင်းတဲ့အလုပ်ပဲလုပ်တယ်ခြံရှင်းတဲ့အလုပ်လုပ်ဘူးတဲ့အမျိုးအဲ့ဒါလည်းသရောင်းသားမာနခေါ်တယ်မာနဆိုတာအမျိုးမျိုးကိုယ့်ကိုယ်ထင်ရောက်တာကိုယ့်အရေးလေးကိုထင်ရောက်တာလေပုံမှန်တရားမာနနော်မှန်ပါပါအေးအဲ့ဒီမာနဆိုတာလည်းပဲကိုယ့်ကိုယ်ချစ်ခင်မှုကိုယ့်ကိုယ်ယုံကြည်မှုပေါ်မှာအခြေခံပြီးတော့ဖြစ်တာဖြစ်လို့လောဘနဲ့လည်းရှင်တွဲလို့ပြောရဒီမာနဖြစ်ပုံနဲ့ပတ်သက်တာဒီမာနကကောင်းတဲ့မာနရှိတယ်ကောင်းတဲ့မာနဆိုတာအကောင်းဘက်ကိုဥတည်သွားတဲ့မာနရှိတယ်မာနကတော့မကောင်းဘူးပေါ့သို့တော့အကောင်းဘက်ကိုဥတည်သွားစေတဲ့မာနအဆိုးဘက်ကိုဥတည်သွားစေတဲ့မာနဒီလိုမမျိုးခွဲနဲ့ဒီကိစ္စနဲ့ဆောဘုရားနဲ့တွေ့တဲ့အခါကျတော့သူမိလာရင်တွေကအားပြောတယ်သူမိလာရင်တွေကကိမေဧကေနာတိတေနပုရိသေနသာမဒတိနာငါလိုစွန့်ရည်တတိရှိတဲ့လူတယောက်ကကိုလိုရုံးသွားပြီးဘယ်တော်မလဲသူ့ကိုသူတတိကိုသူ့စွန့်ရည်တတိကိုသူထင်ကြီးတဲ့မာနရှိတယ်မှန်ပါပါငါလိုလူကတယောက်တည်းကိုလိုရုံးလို့ဘယ်တော်မလဲတာရိညုတံဘာဝုနေဒီဝသန္တာရိသန္တာရိဝကံဘုရားရှင်ရောက်အောင်လုပ်ပြီးတတ္တဝါတွေကိုကဲတင်မယ်အကိမိသာဒီပင်ကရာမြတ်စွာဘုရားစီတရားနာပြီးတရားချက်နိုင်မယ်ဆိုသူယန္တာတော်ဖြစ်တယ်မှန်ပါပါသူ့ရဲ့အည်သွေးကယန္တာဖြစ်နိုင်တဲ့အည်သွေးမျိုးအဲ့ဒီမှာရှိပြီးသားနော်မှန်ပါပါဘာလို့လဲဆိုဇံပင်တွေရထားတဲ့ပုဂ္ဂိုလ်တူပဲမှန်ပါဘယ်တော့လဲသူကသူ့ရဲ့စွမ်းရည်တတိကိုသူယုံတယ်လေသူ့စွမ်းရည်တတိကိုသူအားကိုးယုံကြည်တယ်မာမနာကလေးကခေါ်မှဘုရားဖြစ်လို့ရောက်အောင်ပို့ဆောင်လိုက်တာအကောင်းဘက်ကိုဥဆောင်တဲ့မာနလို့ခေါ်လိုက်တာပြောပါမှန်ပါပါအဲ့လိုကောင်းဘက်ကိုဥဆောင်တဲ့မာနမျိုးကတော့ရှိတဲ့လေလို့ပြောတယ်ဒါရှိတဲ့လေဆိုတာသူ့ကြောင့်အကျိုးကောင်းလို့ချမ်းသာရနိုင်တယ်လို့ပြောတာနော်အကုသိုလ်တော့အကုသိုလ်ပဲပေါ့အေးဒီမာနလေးကဒီအစစ်စစ်အမျိုးမျိုးရှိတယ်မထားရမယ့်မာနမျိုးကတော့ဘယ်ဟာတော့ဆိုရင်လောကမှာငါအတက်ဆုံးပဲဘယ်ကောင်းမှဘူးဆိုင်เสียမလို့ဘူးဆိုရင်မာနမျိုးဟုတ်ကဲ့မှန်ပါပါငါတော့တော်တဲ့လူမရှိဘူးလို့လူမှဘူးမဆိုင်ဘူးဆိုအဲ့ဒီကဲရဆိုရင်မာနတွေတော့မကောင်းတဲ့မာနဟောမှန်ပါပါအကျိုးပြပြစေတယ်ဒီကအမုန်းပွားစေတယ်မာနမျိုးမလုပ်ရဘူးတဲ့
ကိုယ်ရဲ့ကြီးတဲ့ပုဂ္ဂိုလ်တွေပေါ်မှာမာနမထားဘူးဒီလိုဆိုလို့လေနော်ခုနကကောင်းကျိုးချမ်းသာကိုဘက်ကိုဥတည်သွားတဲ့မာနမျိုးတော့မွေးရတယ်လို့ဆိုရှိတဲ့ပေါ့လေရှိတဲ့သို့တော့ဘယ်မာနပဲဖြစ်ဖြစ်ကိုယ်တကယ်ရှိတဲ့အရေးချင်းကိုရည်ချင်းရှိပါတယ်ဆိုတဲ့ဒီအတွေးအပင်နဲ့အနောက်ဆက်ပေးတတ်တယ်အမတန်ထူးခြားတဲ့တရားဓမ္မတစ်ခုကိုမျက်မှောက်ပြုလို့ရတဲ့အဲ့ဒီမာနကအန္တရာယ်ဖြစ်လေကြည့်ရှင်အနုရုဒ္ဓမထေရပရမတေဟောဝိပရမဝါပဲမှာပဲသမထကျင့်စဉ်မှာအောင်မြင်လို့ဇာပင်ကြီးတွေရတယ်ဒေဝစကုမှာထူးခြားတဲ့ပုဂ္ဂိုလ်တရားဖြစ်တယ်သူစိတ်ထဲမှာထင်တယ်သမထအောင်ထားတယ်ဒေဝစကုနဲ့ဒီစัจ java လာတစ်ထောင်ကိုသူကြည့်နိုင်တော့သူဉာဏ်နဲ့ပြုဖို့အလွယ်လေးလို့အောင်ဝေးတယ်ဝိပဿနာကြောင်းပြီးအားထုတ်တယ်လုံးဝဉာဏ်နဲ့မဖြစ်ဘူး။ဘာဖြစ်လို့လဲသူ့မှာဘာအတွေးရှိတယ်လဲ။ငါဒေဝစကုနဲ့စัจ java လာတစ်ထောင်ကိုကြည့်နိုင်တဲ့စွမ်းရည်တတိငါမှရှိတယ်ဆိုအတွေးလေးရှိတယ်။ဒါလေးကမာနလေးမှန်ပါပါ။အဲ့ဒီမာနလေးခံနေလို့ဉာဏ်နဲ့ဖြစ်ဖို့မရှိဘူးအဲ့ဒါစင်္သာရိပုတ္တရာကိုသွားပြီးတော့လျှောက်တယ်စင်္သာရိပုတ္တရာကျင့်ဒီဘစကုနဲ့ဒီစัจ java လာတစ်ထောင်ကိုပြီးတော့ဉာဏ်နဲ့ကြည့်နိုင်တယ်တရားနဲ့အထုတ်တယ်ဓမ္မတိတွေလည်းကောင်းတယ်ဒါပေမဲ့ဘာဖြစ်လို့ကိလေသာအတော်မကုန်မှန်းမသိဘူးပေါ့စင်္သာရိပုတ္တရာထောက်ပြဒါချင်းတဲ့စัจ java လာတစ်ထောင်ကိုဒီဘစကုနဲ့ကြည့်နိုင်တယ်ဆိုတဲ့အတွေ့ဟာငါရှင်မာနဖြစ်နေတာအဲ့ဒီအတွေ့ကိုဖြောင်းလိုက်ပါမစင်စားပါနဲ့ဒါငါတရားတွေအားထုတ်တယ်နော်အလုံးကောင်းတဲ့ငါတရားတွေအားထုတ်နေတယ်သမာဓိတွေလည်းကောင်းတယ်ဆိုတဲ့အတွေ့ဟာဥဒိစ္စဖြစ်နေတာတဲ့စိတ်မငြိမ်မသက်ဖြစ်နေတာဘာဖြစ်လို့ညာယန္တာမဖြစ်တာပါလဲဆိုတဲ့ဒီအတွေ့ကပုဂ္ဂုစ္စဖြစ်နေတာဟောအကုသိုလ်ကြီးဖြစ်နေတာစဉ်းစားကြည့်မှန်ပါပါဒီတရားနာပိဋကတရားချိန်ကောင်းပြင်လိုက်ပဲအမလီသူဒီစัจ java လာတစ်ထောင်ကိုသူကြည့်နိုင်တယ်ပြောတာများဘာပြည့်ရှိလို့ပြောကြမှာပေါ့ဟုတ်တယ်မလားတို့တော့လေစဉ်းစားကြည့်စရာအမတန်သေးငယ်တဲ့မိမုံကလေးတစ်ခုမှာလက်ပွားထဲမှာထည့်ပို့လို့ရှိရင်ဘာမှမဖြစ်ဘူးဟုတ်လားအဲ့ဒီမာနမျိုးကအရက်ထဲမှာလို့တမန်ပုဂ္ဂိုလ်တွေမှာဘာဖြစ်ဘူးဒါတို့တော့အဲ့ဒီညူမုံလေးလက်ပွားနဲ့ထည့်ပို့လို့ရှိမှန်းတော့မသိတဲ့ညူမုံလေးကိုမျက်လုံးနဲ့ထည့်ကြည့်ပါမျက်လုံးပဲနဲ့နေပါခံနိုင်ပါခံနိုင်ဟုတ်လားမုံသေးသေးလေးပဲဖြစ်စေမျက်လုံးနဲ့ရောက်သွားရင်ကိုလိုနဲ့မျက်ရည်တွေတောက်ကုန်ပါဟုတ်လားအဲ့ဒါမျိုးလိုပဲဒီလောက်သေးတယ်လို့ထင်ရတဲ့မာနလေးကယန္တာဖြစ်ဖို့အတွက်ဇာလုံးတစ်ခုဖြစ်သွားမှန်ပါပါဗျာဒါကိုရှင်သာရိပုတ္တရာကမြင်တယ်သူကစဉ်းစားလို့မရဘူးဟုတ်ကဲ့ရှင်ပြုလို့တာစဉ်းစားလို့မရဟိုထောက်ပြတယ်ဒီအမှားလေးတွေစိတ်ရဲ့အညစ်အကြေးလေးတွေကစိတ်ထဲမှာဝင်နေအဲ့ဒါလေးတွေကိုရှောင်ပြလိုက်ပြောတာနော်ဖြူစင်အောင်လုပ်လိုက်ပါဘာလို့လဲမာနလေးကလည်းစိတ်အညစ်အကြေးလေးတွေမြင့်နေတယ်ဆိုလို့ရှိရင်လေမကြည့်မမြင်ရဘူးပေါ့မှန်များလို့ပေါ့နည်းနည်းလေးအဆက်အပြောင်းလေးရှိနေငြိမ်ခွဲမှလာရှုပ်နေမှာပေါ့နော်မှန်ပါပါဗျာအဲ့ဒါကြောင့်လို့ဒီမာနဆိုတာဟာလည်းပဲတရားလူတရားညရဖို့ရအတွက်အကြီးကျယ်အနောက်ကျဖြစ်တဲ့အရာတစ်ခုစိတ်ရဲ့အငြိကြီးတစ်ခုပါပဲဒေါဘရဲ့ဒိဋ္ဌိရဲ့မာနရဲ့ဟာဒေါဘုစိတ်မှာရှင်ပြီးတော့ဖြစ်ကြတယ်အယူမားနဲ့အယူမားတဲ့ဒိဋ္ဌိနဲ့ကိုယ့်ကိုယ်ထင်ကြီးတဲ့မာနတို့ဟာတူတူရှင်တွဲပြီးတော့မဖြစ်ကြဘူးဘာလို့ရှင်တွဲပြီးတော့မဖြစ်တာလဲဆိုလို့ရှိရင်အာယုံရင်းမတူလို့တူတူတွဲတယ်ဆိုတဲ့နေရာမှာအာယုံတူရမယ်အခြေခန္ဓာချင်းတူရမယ်အခြေခံဝိထုချင်းတူရမယ်အာယုံရင်းတူရမယ်တပြိုင်တည်းဖြစ်ရမယ်တပြိုင်တည်းချုပ်ရမယ်ဒါမှရှင်တဲ့ association ဒါမှတခုလေလို့ဖြစ်ရမယ်နော်မှန်ပါပါသို့တော့မာနနဲ့ဒိဋ္ဌိဟာမာနကသူ့ရဲ့အယူဆပေါ်မှာအာယုံဒိဋ္ဌိကသူ့ရဲ့အယူဆ philosophy ကိုအာယုံပြုတယ်မာနကသူ့ရဲ့အရည်ချင်းကိုအာရုံပြုတယ်ဆိုတော့သူတို့ကအာရုံရင်းတူရဲ့လားမှန်ပါဗျာဒီလိုပဲကအာရုံရင်းမတူလို့စာပေထဲမှာတော့ quality မတူလို့ဆိုပြီးတော့စွမ်းရည်တတ်သိခြင်းပြိုင်းနေလို့ဆိုပြီးတော့
ချက်လေးအကောင်ဟာလိုင်ကူထဲမှာအတူမအောင်ဘူးလို့စာထဲမှာအဲ့လိုမျိုးရေးတယ်နော်မှန်ပါပါဗျာတို့တော့လည်းလိုက်ကြည့်မယ်ဆိုလို့ရှိရင်တော့တဘာဝဖြစ်တဲ့နာကတော့အာယုံရင်းမတူလို့ဆိုတာကပုံပြီးတော့တဘာဝကြတယ်အာဘိကချက်လေးတွေကလိုင်ကူထဲမှာချက်လေးဆိုအုပ်လိုက်နေတာဆိုတော့တခါတလေကျသူတို့တဲ့ရင်လိုင်ကူထဲမှာအောင်းနေတဲ့ချက်လေးနဲ့ကောင်ကချက်လေးအကြီးကြီးတွေနဲ့ကောင်နော်အုပ်လိုက်ထဲမှာရှိတယ်မို့လားချက်လေးတွေအုပ်ထဲမှာချက်လေးကြီးနဲ့ကောင်ရှိတယ်တချို့ချက်လေးအုပ်တယ်ခုခေတ်ဆိုပုံကြည့်လို့လွယ်တာပေါ့အေးဒါကြောင့်မလို့အာယုံရင်းမတူတာကပုံပြီးတော့အဓိကကြတယ်မာနက quality ကိုသူ့ရဲ့အည်သေးကိုအောင်ပြုတယ်ဒိဋ္ဌိကသူ့ရဲ့အမြင်ကိုအာရုံပြုတယ်ဒါကြောင့်မလို့အာရုံကြီးမတူလို့သူမရှင်းဘူးသို့တော့လောဘနဲ့ကြတော့နှစ်ခုစလုံးကရှင်းတွဲကြတယ်နောက်တစ်ခုကဒေါသနဲ့ရှင်းတွဲပြီးတော့ဖြစ်လာတဲ့ဘာဝတရားတွေစိတ်ရဲ့အမြင့်ကြီးတွေကဘာတွေလို့ဆိုအိတ်တာတဲ့အိတ်တာဆိုတာသူတို့ကကိုဂုံမပြုတ်နိုင်တာအကောင်းမပြောနိုင်တာအိတ်တာဆိုတာအကောင်းမပြောနိုင် congratulation မလုပ်နိုင်ဘူးလူတယောက်အောင်မြင်လာလို့ရှိရင်သူများစိတ်တွေချမ်းသာရလာတာကိုမချေနိုင်ဘူးမပြောနိုင်ဘူးလူတယောက်ကြီးပွားသွားရင်မကြည့်နိုင်ဘူးမရှုစိတ်မနာလို့မရှုစိတ်လို့ပြောတာ jealousy ပေါ့ဒါလည်းဒေါသနဲ့ရှင်တွဲပြီးတော့ဖြစ်တာမို့သူကဒေါသစိတ်မှာရှင်းတယ်စိတ်ဆိုးတာမဟုတ်ဘူးသို့တော့စိတ်ထဲမှာအလိုမကျဖြစ်တယ်လူတယောက်အောင်မြင်နေလို့ရှိရင်အလိုလိုငါတို့ဖြစ်မလုပ်တာညာလုပ်တာနဲ့အကောင်းမပြောနိုင်ဘူးဟုတ်လားဒါအိတ်တာနောက်တစ်ခုကဝိသရိယဆိုတာကိုယ်အည်သေးမျိုးသူများကိုမရစေချင်ကိုယ်အခြေအနေမျိုးသူများမရစေချင်ကိုယ်နဲ့လာရှင်းပြလာမယ်ဆိုရင်ကိုယ်အည်သေးမျိုးကိုကိုယ်ပဲပိုင်ဆိုင်ထားချင်ဒါမစ္စရိယလို့ခေါ်မစ္စရိယဆိုတာကလည်းဒုတိယဒေါသနဲ့ရှင်းပြတယ်အရာတော့ပြောတာပစ္စည်းရဆိုနှမျောတာအေးနှမျောအိုးကိုဘာမှမလှူဘူးမတန်းဘူးမပေးဘူးမကမ်းဘူးလည်းပြောကြတယ်။ဟုတ်ဘူးမစ္စရိယကနှမျောတာကြီးပဲဟုတ်ဘူးနော်။မစ္စရိယဆိုတာကိုကြီးပွားတယ်လို့သူများမကြီးပွားစေချင်ဘူး။ကိုအောင်မြင်တယ်လို့သူများမအောင်မြင်စေချင်တာကမစ္စရိယလို့ပြော။မစ္စရိယကအာဝတ္တမစ္စရိယကိုနေတဲ့နေရာမှာသူကသာနေမကြိုက်တာဟုတ်လားကိုယ်အစာဥတဲ့တရားသာရင်မကြိုက်တာအာဝါဒမစ္စရိယကုလမစ္စရိယကိုယ်နဲ့ပေါင်းတဲ့ပုဂ္ဂိုလ်တရားလာပြီးတော့မိတ်ဆွေဖွဲ့ရင်မကြိုက်တာကုလမစ္စရိယဘုန်းကြီးတွေကြကိုယ်တရားတော်မှာသူများတရားတော်မှာဖြစ်မှာမကြိုက်တာကုလမစ္စရိယဟုတ်လားကိုယ်မိတ်ဆွေသူမိတ်ဆွေလာလို့မှမကြိုက်ဘူးကုလမစ္စရိယလာဘမစ္စရိယကိုယ်ရတာလူများမရစေချင်တာလာဘမစ္စရိယအာဝါဒမစ္စရိယဆိုတာလူတွေကအိမ်တော့တင်ဒီမစ္စရိယဖြစ်တာမဟုတ်ဘူးမေးထားတဲ့သွားတဲ့အခါမှာပေါင်ကားထိုင်နေတယ်ချင်းအနာနာကလူတွေလူလာထိုင်မှာဆိုတော့အထုပ်တွေလည်းတင်ထားတယ်ပထိုင်သေးခြင်းလူများနော်နေရာမပေးခြင်းအဲ့ဒါမျိုးပြောတာမစ္စရိယဆိုတာမှန်ပါပါဝဏမစ္စရိယဆိုတာကြော်ကြားမှုနဲ့ပတ်သက်လာလို့ရှိရင်ကိုယ်ပဲကြော်ကြားခြင်းနဲ့သူများမကြော်ကြားစေခြင်းဓမ္မမစ္စရိယဆိုတာကိုသိတဲ့တရားသူများမပေးခြင်းကိုသိတဲ့ဘုဒ္ဓတွေသူများကိုမဖြန့်ဝေခြင်းဟာသူတရားလည်းပဲတကယ်ကိုဂုရုကြီးလုပ်ချက်ဂုရုတလောကလည်းဂုရုကြီးသူရဲ့သိတယ်ကျန်တဲ့လူတွေမသိရအဲ့ဒါမျိုးလုပ်ချက်နဲ့အဲ့ဒါဓမ္မမစ္စရိယလို့ခေါ်တယ်ဟောမစ္စရိယ၅မျိုးရှိတယ်အာဝါဒမစ္စရိယကုလမစ္စရိယလာဘမစ္စရိယဝဏမစ္စရိယဓမ္မမစ္စရိယလို့ဆိုပြီးမစ္စရိယဆိုတာကိုရထားတဲ့အနေထားမျိုးသူများတော့မရစေချင်အဲ့ဒါပြောတာနော်မှန်ပါပါဗျာဒါလည်းမရစေချင်ဘူးဆိုတော့သူကဒေါသနဲ့ရှင်ဘုန်းကြီးတို့ငယ်ငယ်တုန်းကဒိဋ္ဌိရုံထဲမှာသွားပြီးတော့ခဏခဏသွားပြီးတော့ကြည့်ဘူးတယ်ဟိုအညာကနေပြီးတော့ဒီလာတဲ့အခါကျရန်ကုန်ရောက်ရင်ထူးဆန်းဆိုလို့ရှိရင်ရွှေဘုံပြဖူးပြည်နဲ့ဒိဋ္ဌိရုံသွားကြည့်ချင်တယ်အဲ့ဒီဆိုင်လေးသွားတဲ့အခါမှာအထူးအဖြင့်ဗာကြည့်ကြတယ်လို့ဆိုရင်ညနေကြားနေချင်းလေးတွေအစာကျွေးတဲ့အချိန်ပိုစိတ်ဝင်စားအဲ့ဒီမှာဘာအကဲခတ်ပြီးတော့ကြားနေချင်းလေးတွေကအဝစားရတာမဟုတ်တော့သူကများပိပြီးစားလောင်းနေတာလေမှန်ပါပါညနေအစာကျွေးမဲ့လူလာလို့ရှိရင်သူရောက်ရခနေပြီရောက်ရခနေပြီအစာကျွေးတဲ့လူကအဲ့ဒါ
အမဲသားတစ်ကောင်လောက်အကျဲလေးကိုပြစ်ထည့်လိုက်တယ်လုံးဝပြစ်ထည့်လိုက်ပြီဆိုလို့ရှိရင်အဲ့ကြားရချင်းလေးတွေဘာလို့တုံးလို့တစ်စက်နဲ့ကြိုက်ပြီးမော့ပြီးတော့ကိုလိုက်ရန်လို့ဒီလိုက်ရန်လို့စားတာစားလိုက်ပါလားအေးဆေးလေးမစားဘူးအဲ့ဒါဘာကြောင့်အလုပ်ဖြစ်တာလဲဆိုမစ္စရိယသူအသာသူရလာတဲ့ဟာလာမရှိခဲ့ပေါ့အဲ့ဒီအိဗယ်မျိုးရှိတယ်ဟုတ်ကဲ့လားမှန်ပါပါကြောင်လေးကြက်ပုတ်ပြီးမန်တီရတာပဲမဟုတ်လားမှန်ပါပါပါဇက်ထဲမှာအစာရောက်တိုင်းအဲ့တော့မစ္စရိယကဒေါသနဲ့ရှင်နေဆိုတော့သိချင်ရှားခွေးလေးကတော့ကစားနေတဲ့ကြားထဲမှာအမဲလေးပြစ်ချကြီးကြိုက်ကြပြီအဲ့ချာနော်ရသွားတဲ့ကောင်မရတဲ့ကောင်ဆုံးလာဟောအဲ့လိုဖြစ်ဒါကကြောင့်မစ္စရိယမစ္စရိယမှာဒါကြောင့်ဒေါသနဲ့ရှင်နေမစ္စရိယပေါ်လာရင်ဒေါသဝင်လာတာပဲအိတ်တာပေါ်လာတယ်ဒေါသပဲအဲ့ဒီမစ္စရိယနဲ့အိတ်တာဟာဒီတိုင်းနဲ့ဖြစ်သလားဆိုမဖြစ်ဘူးဘာလို့လဲအာယုံချင်းမတူဘူးစိတ်ရဲ့ဥတီချက်တွေကမတူကြဘူးတဲ့အိတ်တာဆိုတာသူများအောင်မြင်မှုပေါ်မှာဥတီတယ်မစ္စရိယဆိုတာကိုယ်အောင်မြင်မှုပေါ်မှာဥတီတယ်ဟောမတူကြနောက်တစ်ခုကိုယ်ကုသဆိုတာကောင်းတာတွေမလုပ်မိနောက်တော့ပူပန်မကောင်းတာတွေလုပ်မိစိတ်ပူပန်တော့ကရောက်ရတယ်လုပ်မိတာလို့မလုပ်မိတာခဏကိုယ်ရဲ့လုပ်ငန်းမအောင်မြင်တာသုံးမျိုးရှိနော်မှန်ပါပါဗျာလုပ်မိတဲ့မကောင်းမှုအတွက်လည်းပဲပူပန်စိတ်ဖြစ်တယ်မလုပ်မိတဲ့ကောင်းမှုကိုလည်းပူပန်စိတ်ဖြစ်တယ်ကိုယ်လုပ်တဲ့တဲ့မအောင်မြင်တဲ့အပေါ်မှာလည်းပူပန်စိတ်ဖြစ်တယ်ဟောလို့ပုဂ္ဂိုလ်စာသုံးမျိုးရှိပူပန်တဲ့စိတ်တွေကဒေါသနဲ့ရှင်တွဲလာဝမ်းတဲ့စိတ်နဲ့တွဲလာတယ်နော်ဝမ်းတဲ့ခံစားချက်နဲ့တွဲလာဒါကြောင့်ဒေါသစိတ်မှရှင်နေတဲ့သို့တော်သူတို့အိတ်တာရဲ့ဝိစရိယရဲ့ပုဂ္ဂိုလ်စာရဲ့ဒီသုံးခုမှာတစ်ခုနဲ့တစ်ခုအာယုပြုတာနဲ့မတူကြတဲ့အတွက်ကြောင့်ဒီတိုင်းနဲ့ရှင်မရဘူးဒီတိုင်းနဲ့မဖြစ်ဘူးကဲကောင်းပြီဒါဒေါသမှာဖြစ်တဲ့သဘာဝတရားတွေနောက်တစ်ခုကဘာလို့ဆိုလို့ရှိရင်ဌိနနဲ့မေတ္တာဌိနဆိုတာစိတ်တကအကိလေသာအကမ္မညစိတ်ရဲ့စွမ်းဆောင်နိုင်မှုရော့ကျသွားတာဌိနလို့ခေါ်တယ်ဥပမာပဲတရားအထုတ်တယ်တရားထုတ်နေရတဲ့လူပြင်းစိတ်ဝင်လာဆက်မလုပ်ချင်တော့အဲ့ဒါဌိနမေတ္တာဆိုတာကာယတအကိလေသာစေတသိက်လို့စာပေကျမ်းကမှဆိုတယ်သို့တော့မိစ္ဆာကတွားလာလို့ရှိရင်သူကခေါင်းလေးတစ်ဆက်ဆက်ဖြစ်လာနော်မိစ္ဆာဆိုတာခေါင်းလေးတစ်ဆက်ဆက်ဖြစ်လာပြီကာယကအကမ္မညတာကာယကိုဝေဒနာတင်ညာသင်္ခါရလို့ဆိုတဲ့စေတသိက်အစုကိုကောက်တယ်လို့တပည့်တွေပါဠိတော်မှာဒီလိုခေါ်ပါတယ်သို့တော့တစ်ခါကကြည့်မယ်ဆိုလို့ရှိရင်ခေါင်းတစ်ဆက်ဆက်ဖြစ်လာတာလည်းဒါမိစ္ဆာရဲ့စွမ်းဆောင်မှုကြောင့်နော်နိုင်လာတယ်ပေါ့လေနိုင်လာရင်မကဟောတယ်လူကြတဲ့မှာဟန်မလုံးနိုင်တော့ဟန်လုံးနိုင်လာတော့တခါတခါယောဂီပုဂ္ဂိုလ်တွေကထိုင်ရင်အိတ်တတ်တယ်ဘယ်လိုလေးကျင့်ထားတယ်တော့မသိဘူးဒီကမိတ်ကအဲ့တရားလို့တဲ့အချိန်မှာဘိုးဝင်လာတယ်သူ့ကိုယ်စိတ်ရဲ့အညစ်အကြေးလေးတွေဘာလို့လဲဆိုအသိဉာဏ်ကိုတောက်ပြောင်အောင်မဖြစ်စေနိုင်စိတ်ကိုပေါင်းဖို့ထားတဲ့အညစ်အကြေးတစ်ခုပဲနောက်ဆုံးတစ်ခုကဝိသိကိစ္စလို့ခေါ်တယ်ဝိသိကိစ္စဆိုတာတန်တရားဖြစ်တယ်တန်တရားဖြစ်တယ်ဆိုတဲ့နေရာမှာသူကအကန့်အသတ်ရှိတယ်ခရမ်းနဲ့ပတ်သက်ပြီးအကန့်အသတ်ဖြစ်တန်တရားဖြစ်တယ်တရားနဲ့ပတ်သက်တဲ့အကန့်တန်တရားဖြစ်တယ်။အိုး2500ဘောရဘုရားပြည့်နေဆိုတာဟုတ်ကဲ့ဒီတရားတွေဟောထားခဲ့တဲ့ဘုရားဟောတယ်ဆိုတာရောဘယ်လိုသိရောဟုတ်ကဲ့လားစသဖြင့်တန်တရားတွေဖြစ်လာဒုက္ခတွေဖြစ်လာအဲ့ဒီတန်တရားဒုက္ခတွေကအကောင်းဘက်ကိုဥဆောင်မှုတဲ့အဆိုးဘက်ကိုရောက်သွားစေနိုင်တယ်ပေါ့ဒါကြောင့်မို့လို့သူကလည်းစိတ်ရဲ့အငြိကြီးတစ်ခုပဲဟုတ်သလားမဟုတ်သလားတွေးနေတာနဲ့သူကဘာအကျိုးမှမရလိုက်ဘူးဝိသိကိစ္စရှိတဲ့နေရာတော့ရှိတယ်ဘယ်လိုနေရာတော့ဆိုရင်ဒါမှန်လားမမှန်လားဆင်ញင်စဉ်းစားတဲ့ဝိသိကိစ္စမျိုးဒါပฏิရူပကလို့လေဒီဆရာတော်ရဲ့သုံးတယ်ဝိသိကိစ္စအတုလေနော်မှန်လားဒီလိုနောက်ဆက်တဲ့ဝိသိကိစ္စကြတော့စိတ်ကိုပိတ်ဆို့တယ်အတိညာနဲ့လဲတော့လုပ်တတ်တယ်
ဝိသိကိစ္စကနိဝရဏထဲမှာပါလို့စိတ်ကိုစုပ်ပိတ်တာစုပ်ပိတ်ထားပြီးတော့အသိဉာဏ်တွေကိုအားပြော့သွားအောင်လုပ်တယ်ဒါကြောင့်မို့အဲ့ဒီဝိသိကိစ္စမျိုးကတော့လက်ခံအရာဓမ္မပြောတဲ့ခါလေးဝိသိကိစ္စများတယ်ဆိုတာအတွေးတွေများနေတာကိုပြောတာမဟုတ်သေးဘူးအဲ့ဒါနော်ဝိသိကိစ္စဆိုတာတန်မြာတွေရှိနေတာမဝေခွဲနိုင်ဘူးဟုတ်သလားမဟုတ်ဘူးလားငါတရားထုတ်နေတာမှန်ရလားမမှန်ဘူးလားဆိုတဲ့အတွေ့အကြုံဝင်ပြီးတော့မဆုံးဖြတ်နိုင်မဲနဲ့တွေ့ဝေးတဲ့သဘောတွေဖြစ်နေတာပြောတယ်နော်အေးကောင်းပြီအခုပေါင်းနေတဲ့အခါကျတော့ဒီစိတ်ရဲ့အညစ်အကြေးဟာ34မျိုးဒါစိတ်ရဲ့အညစ်အကြေးတွေပြန်ပြီးတော့ချုပ်ပြောရမယ်ဆိုရင်မောဟရဲ့အာဟိကရဲ့အနုတ္တပရဲ့ဥဒိစ္စရဲ့အမှန်တရားရဲ့မရှက်တာရဲ့မကြောက်တာရဲ့ပြန်ရနာရဲ့ဟောဒီတော်ကြီးကအကုသိုလ်ဖြစ်တိုင်းအကုန်ပါတယ်အကုသိုလ်စိတ်12ခုလုံးနဲ့ရှင်တွဲတယ်လို့ဒီလိုပြောတယ်လောဘရဲ့ဒိဋ္ဌိရဲ့မာနရဲ့လူရှင်နာရဲ့အမြင်မှားတာရဲ့ကိုယ်ဤတွေးပေါ်မှာမှန်တက်တာရဲ့အဲ့ဒီသုံးခုကဒေါသစိတ်မှာရှင်ပြီးတော့ဖြစ်ပါတယ်ဒေါသအိတ်တာမစ္စရိယပုဂ္ဂိုလ်စစိတ်ဆိုးတာရဲ့မနာလိုတာရဲ့ဝန်တူတာရဲ့နောင်တပူပန္နာရဲ့ဟောဒီသဘောလေးခုကတော့ဒေါသနဲ့ရှင်တွဲပြီးတော့ဖြစ်တတ်တဲ့သဘောလေးတွေပါဌိနရဲ့မိဂရဲ့ဆိုတာကလောဘနဲ့လည်းရှင်တွဲတတ်တယ်ဒေါသနဲ့လည်းရှင်တွဲတတ်တယ်ဝိသိကိစ္စဆိုတာကတော့မောဟနဲ့ပဲရှင်တွဲတယ်အားလုံးဒီသဘာဝတရားတွေဟာစိတ်ကိုညစ်ပေစေတယ်လို့စိတ်ရဲ့အညစ်အကြေးတွေပြတာဖြစ်ပါတယ်သူစိတ်ရဲ့အညစ်အကြေးတွေပြောင်းရသော်ဘုရားပေးထားတဲ့ဒီလမ်းအတိုင်းကျင့်ကြံမျိုးကိုအထောက်ကြမယ်ဆိုလို့ရှိရင်ဒီစိတ်ရဲ့အညစ်အကြေးတွေရှောင်ဖို့ပြလို့ရတဲ့အရာတွေကြီးပါပဲဟုတ်ကဲ့ရှောင်ဖို့ပြလိုက်လို့ရှိရင်ဖြူစင်တဲ့အရာတွေရလာပါလိမ့်မယ်ဒီဒါကြောင့်မလို့ဒီကိစိတ်ရဲ့အညစ်အကြေးတွေကိုအကျဉ်းချုပ်ပြီးတော့သိတာအောင်ဟောပြောတဲ့ချိန်မှာကျတော့ဒီအညစ်အကြေးတွေကိုဘာနဲ့ရှောင်မလဲဆိုတဲ့အဲ့ဒီရှောင်ရမယ့်အရေးအသေးလေးတွေစိတ်ထဲမှာရှိသေးတယ်အဲ့ဒါလေးတွေကိုထူထောင်ပြီးတော့ရှောင်ရမှာဖြစ်တယ်ဒါကြောင့်မလို့ဒီကနေ့ဘုရားရဲ့ဆိုရဲ့အဘိဓမ္မာဒေသနာမှာပါတဲ့စိတ်ရဲ့အညစ်အကြေးများဖြစ်တဲ့အကုသိုလ်စေတသိက်14ခုကိုအားလုံးလေ့လာလို့ပေါက်ကြလို့မိမိရဲ့တဏ္ဍာမှာအခုဒီလိုအညစ်အကြေးတွေမဖြစ်အောင်တတိထားပြီးတော့ရှောင်ကျဉ်ကြလို့ဒုတတိထားပြီးတော့ရှောင်ကျဉ်ပြီးဒီအရေးကြီးတွေမဖြစ်အောင်ဖြစ်ပေါ်လာပြီဆိုရင်လည်းတန်ရှင်းစင်ကြယ်တော့အောင်လုပ်ပြဖို့မမေ့ဘူးဒါကြောင့်မြတ်စွာဘုရားတုတ်တန်နေမှာလည်းအကုသိုလ်တွေကိုမိမိစိတ်ထဲမှာမဖြစ်စေနဲ့စိတ်ကိုမညစ်နွမ်းစေနဲ့လို့ဒီလိုဟောခဲ့တာဖြစ်ပါနော်စိတ်ထဲမှာပေါ်တဲ့အညစ်အကြေးကစိတ်နဲ့ပဲဆေးကြောရရေကြောင်းဖြစ်တဲ့ညုံကိုရေနဲ့ပဲပြန်ဆေးရတယ်လို့ပဲစိတ်ထဲမှာဖြစ်တဲ့ဟောဒီစိတ်ထဲမှာပေါ်တဲ့ဒီအညစ်အကြေးတွေကိုလည်းစိတ်နဲ့ပဲပြန်ပြီးတော့ဆေးကြောလို့ရပါတယ်ဒါကြောင့်မို့စိတ်ကြောနိုင်တဲ့စိတ်တွေကိုဆက်လက်လေ့လာခြင်းဖြင့်အငြိအကျေးများကိုကိုယ်စီကိုယ်ကဆေးကြောနိုင်ကြပါစေကုန်သတည်းပိဋကဘုသတ္တဝါများစွာသေရန်ကွာသံဃာကြပါစေသာယိတံဘုံငါဖြံသိဉ္ဇကြပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာလူရဆန္ဒပြေပါစေနမောရံပိဝေတဝါလဝိသာသဗ္ဗေသမုဟတအာဇရာမရာတိတိဘောနိဗ္ဗာနံယန္တုတာရောဓမ္မောရံလောဘဒေါသမောဟစိတ်ကြောင့်ပြည့်ပြောက်ခြင်းတရားစေကိုဒီဝိရောဓရှင်ပြတောက်ကြရနာကြရဘုံတော်ကြောင့်ဝိသာတာဝိပူဇာခြင်းတော်ပြိလေသာအစေတော်ဘုဒ္ဓမြတ်တို့သည်သမဝေဒပင်ကြပဲတွင်ရိမတင်တဲ့ကဲ့သို့ကိစ္စရင်းပြောင်းပြမြောက်အောင်ပဲပြောကုန်သည်ဟောယူစစ်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအာဇရမရအိုခြင်းလဲကွာနာခြင်းလဲကင်းတည်ခြင်းလဲရှင်းကြသောဒီဒီဘောကိလေသာဟုကုခတိကင်းကြီးရာအစစ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ကိုအင်းယူတော်သို့သာမောတရားချစ်ခင်စိတ်ကောင်းဝင်ညာသူတော်ခြင်းများတို့သည်
ယန္တုပါရမီအစဉ်စဉ်ပြည့်နေမြင်၍မနေ့ဘုံဒီဆက်ရောက်တော်မူကြပါစေကုန်တည်း